အားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါရစေ။တရားရှင်ရဲ့ပို့ဆောင်မှုကြောင့်ကျွန်တော်တို့ပြည့်ညတ်တော်10ပါးအကြောင်းတမန်ကျမ်းစာကိုအခြေပြုပြီးတော့ပြောလာခဲ့တာခုဆိုရင်တော့ခုနှစ်ခုမြောက်ဖြစ်တဲ့သူ့မယားကိုမပြစ်မှားနဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ရောက်ရှိသွားပြီဖြစ်ပါတယ်။ကျွန်တော်တို့ပြည့်ညတ်တော်10ပါးကိုကျင်းချုပ်လိုက်ရင်နှစ်ပိုင်းရှိပါတယ်။ပထမကတော့1ကနေ4အထိအဲ့ဒါကတော့ဖယားနဲ့လူတွေစัจ जा ထဲမှာဖြစ်တယ်။ခရစ်တော်ကပထမပြည့်ညတ်လို့ခေါ်ပြီးတော့တင်းရဲ့စိတ်နှလုံးအကျွမ်းမဲ့နဲ့ဉာဏ်စွမ်းရှိသမျှအစွမ်းရှိသမျှနဲ့ဖယားကိုချစ်ပါလို့ပြောတာဖြစ်ပါတယ်ဒုတိယပညတ်ကတော့6ကနေနံပါတ်5ကနေ30အထိ6ခုရှိတဲ့ပညတ်ဖြစ်ပါတယ်အဲ့ဒါကတော့လူနဲ့လူကြားထဲမှာဆက်သွယ်ဆက်ဆံတဲ့အခါမှာသူ့မူရမယ်အမှုအကျင့်တွေဖြစ်ပါတယ်ပညာရှင်တွေကတော့ပြောတာတော့နော်ပညတ်1နဲ့3လေးစီတဲ့အခါမှာတဲ့အရေးကြီးဆုံးအပေါ်ပိုင်းမှာသူထားလေးရှိတယ်တဲ့အဲတိုင်းဆိုရင်တော့မိဘကိုမပြစ်မှားနဲ့ဆိုတာအရန်အရေးကြီးတယ်ပြီးတော့လူအသက်ကိုမတတ်နဲ့ဆိုတာကဒုတိယဖြစ်လိမ့်မယ်တတိယကတော့သူ့မယားကိုမပြစ်မှားနဲ့ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုကျွန်တော်တာမာအဖြစ်ကြည့်လိုက်ရင်တော့မလုတ်ခိုင်းတဲ့မလုတ်ရပါတော့ဆိုတော့တခုခုလှုပ်ဆောင်ခြင်းကာယကံမြောက်ကျိုးလွန်ခြင်းကနေကျွန်တော်တို့ကင်းဝေးဖို့အတွက်သားတယ်လို့ပဲထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့အရာရဲ့နှုတ်ကပတ်တော်ကအင်မတန်မှနဲ့နဲတယ်အဲ့အတွက်ကြောင့်ဒီကနေ့ကျွန်တော်တို့လေ့လာလိုက်တယ်ဆိုရင်တော့သူ့ရဲ့ဆိုလိုရင်းကိုပို့ပြီးတော့နားလည်သွားမှာဖြစ်ပါတယ်ဘာကြောင့်ဒီဒုစရိုက်ကတအား serious ဖြစ်တာလဲဒီဒုစရိုက်ကဘာဖြစ်လို့ဒီတအားအရေးကြီးနေရလဲဆိုတာလဲကျွန်တော်တို့ထပ်ပြီးတော့လေ့လာသွားမှာဖြစ်တယ်ဒီပညတ်တော်ကတော့တသမမြောက်ပညတ်တော်ဖြစ်ပါတယ်တသမမြောက်လို့ပြောတဲ့အခါမှာကျွန်တော်တို့ရေတွက်နီး3မျိုးရှိတယ်လို့ကျွန်တော်အစကရုံးကပြောထားပါတယ်တချို့အတွက်6ခုမြောက်ဖြစ်လိမ့်မယ်ဒါပေမဲ့အများစုအတွက်တော့ဒါတသမမြောက်ဖြစ်တယ်သူ့မယားကိုမပြစ်မှားနဲ့ဆိုတဲ့အချက်ပဲဖြစ်ပါတယ်တမန်ကျမ်းစာထဲမှာတိနာဆောင်ပေါ်မှာပညတ်ကိုတော်ကိုပေးတဲ့အချိန်ကနေစပြီးတော့အဲ့ဒီအပြစ်တနည်းအားဖြင့်ဒီဒုစရိုက်ဟာအပြစ်ဖြစ်တယ်ဆိုတာလူတွေသိတာမဟုတ်ဘဲနဲ့တိနာတောင်မတိုင်ခင်ကတည်းကသူ့မယားကိုပြစ်မှားခြင်းကအပြစ်ဖြစ်တယ်ဆိုတာကိုဖယားကသူ့ရဲ့သားသမီးတွေကိုတွင်တင်ပေးပြီးသားဖြစ်တယ်စာအုပ်ပေါ်မှာမရေးတာပဲရှိတယ်သူတို့စိတ်နှလုံးထဲမှာရေးထားပြီးသားဖြစ်တယ်ကျွန်တော်အနေနဲ့ကပောက်ချက်ခိုင်း39ကိုကြည့်မယ်ဆိုရင်ခွန်ကနေ9မှာယောသပြောခဲ့တဲ့စကားရှိတယ်ဖယားမကြိုက်တဲ့အမှုကိုငါမလုပ်နိုင်ဘူးလို့သူပြောခဲ့တယ်သူဖယားမကြိုက်မှသူဘယ်လိုသိခဲ့လဲနော်အဲ့ဒါကတော့ဖယားကသူ့ကိုတွင်တင်ပေးခဲ့ပြီးပြီတနည်းအားဖြင့်ဖယားကတိနာတောင်မတိုင်ခင်ကတည်းကပညတ်တော်10ပါးကိုလူတွေစီမှာတင်ပေးပြီးသားဖြစ်နေတယ်ဆိုတာလေးကိုသိစေချင်တာဖြစ်တယ်အတစ်ချိန်တည်းမှာပဲတိနာတောင်အလွန်ဓမ္မတိကာလမှာရှိတဲ့လူတွေကိုလည်းဖယားကသူ့မယားကိုမပြစ်မှားရမယ့်အကြောင်းမဿဲ19:18လူကာ18:20တွေမှာဖော်ပြထားတာတွေ့ရပါတယ်အဲ့ဒီတော့ဖယားသခင်ရဲ့ပညတ်တော်10ပါးဟာဘယ်တော့မှမပြောက်ပြက်နိုင်ပါဘူးမပျက်စီးနိုင်ပါဘူးဘယ်တော့မှလည်းဖြတ်သိမ်းလို့လည်းမရပါဘူးခရစ်တော်ကားတိုင်ပေါ်မှာအသေးခံခြင်းဟာလူတွေသူများမယားကိုပြစ်မှားလို့ရအောင်သူအသေးခံတာမဟုတ်ပါဘူးလူတချို့ကဒါကိုထင်ယောင်ထင်မှားလို့ပြီးတော့ဥပုံနေ့တစ်ခုကိုမဆောင်ကျင်တဲ့အတွက်ကြောင့်ကားတိုင်းမှာခရစ်တော်ကပညတ်တွေအကုန်လုံးကိုပယ်ရှင်းလိုက်ပြီးလို့ပြောပါတယ်။တနည်းအားဖြင့်ဥပုပ်ချိုးဖောက်လို့ရတယ်လို့ပြောချင်တာဖြစ်တယ်။ဒါဆိုရင်တသမမြောက်ပညတ်ဖြစ်တဲ့သူ့မယားကိုမပြစ်မှားရဆိုတာခရစ်တော်ကားတိုင်းမှာအသေးခံပြီးပြီဆိုတော့ကျွန်တော်တို့ကျူးလွန်လို့ရပါသလား။ပညတ်မလို့တော့ဘူးလို့ပြောတဲ့ဆရာတချို့ကတော့သူတို့တင်းသူတင်းသားတွေသူတို့နဲ့အဝင်ကလေးဝင်ငါတဲ့သူတွေပေါ့မားခြင်းမားလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကပညတ်တော်မှာလက်မခံတာအဲ့လိုလူတွေနဲ့တင်ပေါင်းဖော်မလားဒါကတော့တင်းရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်ဒီကနေ့ဖယားရဲ့ပညတ်တော်10ပါးသူကိုယ်တိုင်လက်တော်နဲ့ရေးထားတဲ့ကြောက်ပေါ်မှာရေးထားတဲ့ပညတ်တော်10ပါးတော့မပြောင်းလဲပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့မရအောင်မပြစ်မှားရဆိုတဲ့အကြောင်းအရာဟာမလုံရဆိုတဲ့အရာတစ်ခုတည်းမဟုတ်ပဲနဲ့ကိုနဲ့ဆက်ဆိုင်တော်သူကိုအိမ်နီးချင်းတွေကိုနဲ့အမျှချစ်ရမယ်လို့ပြောတာဖြစ်ပါတယ်တနည်းအားဖြင့်ကိုသူများမယားကိုနဲ့မျှချစ်တယ်ဆိုပြီးပြစ်မှားတာကိုပြောတာမဟုတ်ပဲနဲ့မယားပိုင်ရှင်ကိုနဲ့မျှချစ်တဲ့အတွက်ကြောင့်ဒီလိုကိုပေါ်မှာသူများလုံးမဲ့ဟာကိုမယားလည်းသူများပြစ်မှားမကြိုက်တယ်လို့အဲ့လိုမပြုလို့ခိုင်းတာဖြစ်ပါတယ်ကျွန်တော်တို့သူ့ရဲ့အကြောင်းအရာကိုထွတ်မြောက်ကြံခိုင်း20ငယ်14နဲ့တရားဟောကြံခိုင်းကြီး9ငယ်18တွေမှာတွေ့ရပါတယ်စာကြောင်းကတော့တူတုတ်လေးဖြစ်တဲ့သူ့မယားကိုမပြစ်မှားနဲ့ပေါ့နော်တူလေးပဲဖြစ်တယ်အင်္ဂလိပ်မှာ you shall not commit adultery ပေါ့နော် adultery လို့ခေါ်တဲ့စကားလုံးကတော့အိမ်ထောင်တဲ့ကို
ပြစ်မှားခြင်းဖြစ်ပါတယ်ဓမ္မတစ်ထဲမှာဒီထက်ပိုပြီးတော့ကျေပြတ်တာလဲကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့တနည်းအားဖြင့်သူ့မရောက်မပြစ်မှားနဲ့လို့ပြောတဲ့အခါမှာသူ့လင်ကိုရောပြစ်မှားလို့ရသလားဆိုတော့သူ့လင်ကိုလည်းပြစ်မှားလို့မရပါဘူးဒါကနှစ်ခုစလုံးကိုပြောနေတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီပြစ်မှားခြင်းအမှုကိုဖခင်ကမကြိုက်ပါဘူးသူသဖြင့်ဓမ္မတစ်ထဲရောက်လာတဲ့အခါမှာသူ့မယားသူ့လင်မကတော့ပဲနဲ့နော်မိမလွတ်နဲ့မာခြင်းအိမ်ထောင်တယ်မဟုတ်တဲ့လူနဲ့မာခြင်းတနည်းအားဖြင့်အိမ်ထောင်တယ်မဟုတ်တဲ့လူအချင်းချင်းမာခြင်းကအစပြစ်မှားခြင်းအမှုအားလုံးကိုဖခင်ကဆက်စုပ်ယွန်ရှာကြောင်းဖော်ပြပါတယ် adultery မဟုတ်တော့ဘဲနဲ့ fornication လို့ခေါ်တယ်နော်အိမ်ထောင်မပြုတ်ခင်မှာအတူတကွနေခြင်းစသဖြင့်ဖြစ်စေတမီးကြီးစားဖြစ်တာနဲ့ကိုတူတူကနေခြင်းစတဲ့အရာတွေကအစအကုန်လုံးအကျုံးဝင်တာဖြစ်ပါတယ်ဒါပေမဲ့ဒီစကလုံးထဲမှာဒီစကလုံးအတိုင်းဆိုရင်တော့မိန်းမကိုပဲသူများမိန်းမကိုပဲမာယာဆိုတဲ့အဓိပ္ပာယ်မျိုးလူတချို့ကကောက်ချင်တာဖြစ်တယ်ကျမ်းစာရဲ့အ내အဓိပ္ပာယ်ကအဲ့ဒီထက်ကျယ်ပြန့်နေဆိုတာလေးကိုလည်းတစ်ချိန်ထဲမှာပဲနားလည်စေချင်ပါတယ်တခါတော့က1632ခုနှစ်လောက်တော့ကပေါ့နော်ထုတ်ဝေခဲ့တဲ့ကျမ်းစာတအုပ်ရှိပါတယ်အဲ့ဒီကျမ်းစာအုပ်ထဲမှာနော်ပညတ်တော်10ပါးကိုသူတို့ print လာတဲ့အခါမှာဘယ်လိုရေးမိလဲဆိုတော့ thou shall commit adultery သူ့မယားကိုပြစ်မှားရဆိုပြီးတော့မပြစ်မှားရမတလုံးကြကြံခဲ့တယ်အင်္ဂလိပ်မှာ not ဆိုတဲ့စကားလုံးကြကြံခဲ့ပါတယ်တကယ်တော့ thou shall not commit adultery ဖြစ်ရမယ်ဒါပေမဲ့ thou shall commit adultery ဆိုတော့ဟာအဲ့ဒီကျမ်းစာကိုထုတ်လဲထုတ်ပြီးတော့လူတွေအဲ့ဒီနေရာဖတ်မိလဲဖတ်မိရောအခါတည်းပဲရှင်ဘရင် Charles 1 number 1ကနော်ပထမမြောက် Charles ကတော့မပြောလဲဆိုတော့အဲ့ဒီကျမ်းစာအကုန်လုံးတခါတည်းပြန်သိမ်းခိုင်းတယ်လို့ကြားရပါတယ်ပြီးတော့အဲ့ဒီအရာတွေအကုန်လုံးကိုအဲ့ဒီကျမ်းစာတွေအားလုံးကိုသူတို့မီးရှို့ပစ်လိုက်တယ်သူဒီကျမ်းစာထုတ်တဲ့လူတွေကိုလည်းယော်ချေအများကြီးတောင်းခဲ့တယ်ဆိုတာကျွန်တော်သိရပါတယ်ဆိုတော့ရှာပါ1630ခုထုတ်တမန်ကျမ်းစာကိုနော်အဲ့ဒီထက်မှာသူ့မယားကိုပြစ်မှားရဆိုပြီးတော့ရေးထားတာတွေ့ရတယ်အဲ့ဒီကြောင့်ဒီလိုစိုးညစ်တဲ့ကျမ်းစာဆိုပြီးတော့ဒီကျမ်းစာအုပ်ကို Wicked Bible ဆိုပြီးတော့လူတွေကနာမည်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့သိဖို့လိုအပ်တာကတော့နော်အဲ့ဒီကျမ်းစာအုပ်ကတော့မာယွမှုနော်မာယွမှုတစ်ခုကြောင့်ကြကြံခဲ့တာဖြစ်ပေမဲ့လည်းတကယ်တော့နော်စာသမဏကတော့အဲ့ဒီမာယွမှုကိုတမင်တကာပြုလုပ်ပြီးတော့ဒီကနေ့ကျွန်တော်တို့ကိုဖခင်ကပျော်ပျော်ရွှင်ရွှင်နဲ့လောကကြီးထဲမှာကိုယ်အိမ်ထောင်နဲ့ကိုမယားနဲ့ကိုနော်ကျွန်တော်ပျော်ရွှင်ပြီးတော့တန့်ရှင်းစွာနေပြီးတော့တာယာပွဲကောင်းတဲ့အိမ်ထောင်တာယာပွဲကောင်းတဲ့မိသားစုလေးတည်ထောင်ဖို့ဘုရားကအလိုရှိတာဖြစ်ပါတယ်ဒါကိုစာတန်ကမနာလိုဖြစ်ပြီးတော့ကျွန်တော်တို့ပျော်ရွှင်နေတာဘုရား၌ဝမ်းမြောက်နေတာကိုမနာလိုဖြစ်တဲ့အတွက်ကြောင့်စာတန်ကတော့အိမ်ထောင်တွေကိုတိုက်ခိုက်တာကျွန်တော်တို့တွေ့ရပါတယ်တိုက်ခိုက်တဲ့အခါမှာပြင်းအထန်တိုက်ခိုက်တာဖြစ်တဲ့နီလန်မျိုးစုံသုံးပြီးတော့တိုက်ခိုက်တာဖြစ်တယ်။ယုံကြည်သူချင်းချင်းကြားထဲမှာအသင်းတော်တစ်ခုထဲမှာပြစ်မှားတဲ့သူတွေလည်းရှိတယ်လို့ဖျားအမှုဆောင်တယ်လို့ပြောတဲ့လူတွေလည်းသူ့အသင်းသားတွေသူ့အသင်းတော်ရဲ့အသင်းလူကြီးရဲ့မယားတွေကအစတခြားသူနဲ့အမှုတော်ဆောင်ဖက်ရဲ့မယားကအစပြစ်မှားတာမျိုးလဲကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာကျွန်တော်ကြားရတတ်ပါတယ်စာတန်ကတော့အိမ်ထောင်ပြိုလဲမှာတိတ်လိုချင်တာဖြစ်တယ်ဖယားကအကောင်းတီထွင်လိုက်ရင်စာတန်ကအဲ့ဒါအဖြက်တဘောအမြဲတမ်းဆောင်ရွက်ချင်တာဖြစ်တယ်ဖယားကကဘာကြီးထဲမှာအပြစ်မဝင်ခင်မှာအင်မတန်မှခိုင်မာတဲ့အကြောင်းအရာနှစ်ခုကိုချပေးထားပါတယ်ပထမတစ်ခုကတော့ဥပုံနေဖြစ်တယ်ပထမကတော့အိမ်ထောင်ပြုခြင်းဖြစ်တယ်ဒုတိယတော့ဥပုံနေဖြစ်တယ်ပေါ့နော်ဆိုတော့လူလင်မယားကို6ရက်မြောက်သောနေ့မှာအိမ်ထောင်ဖက်ပေးတယ်အိမ်ထောင်ပြုစေတယ်9ရက်မြောက်သောနေ့ဥပုံနေမှာနားစေတာဖြစ်တယ်အဲ့ဒီနှစ်ခုကိုပဲစာတန်ကနီးလန်းမျိုးစုံနဲ့တိုက်ခိုက်ပါတယ်တိုက်ခိုက်တဲ့အထက်မှာနော်သူ့မယားနဲ့ပြစ်မှားခြင်းကလည်းအကြီးအကျယ်တိုက်ခိုက်တဲ့အကြောင်းအရာဖြစ်ပါတယ်ကျွန်တော်စစ်တမ်းတချို့ကိုကြည့်အောင်နော်ဆိုတော့ထိမ်းမြခြင်းနဲ့ဆိုင်တဲ့တန့်ရှင်းမှုအကြောင်းကကျွန်တော်တို့ဒီintroduction နဲ့ကျွန်တော်ပြောခြင်းဖြစ်ပါတယ်ဒီစစ်တမ်းထဲမှာနော်အမေရိကန်နိုင်ငံမှာရှိတဲ့ယောက်ျားတွေဟာ20ကနေ25ရာခိုင်နှုန်းကတဲ့နော်အိမ်ထောင်ဖောက်ပြန်ကြတယ်တဲ့အမျိုးသမီးကတော့30ကနေ15ရာခိုင်နှုန်းကဖောက်ပြန်တယ်တဲ့နော်အဲ့ဒါကတော့ American Psychology Association ကနေ2020တဲကကောက်နှုတ်ထားတဲ့စစ်တမ်းကောက်ထားတဲ့အရာတွေကနေကျွန်တော်ဖော်ပြထားတာဖြစ်ပါတယ်ဒီဟာကနော်
ကျွန်တော်တို့သိရှိနိုင်တဲ့ဝန်ခံတဲ့ယောက်ျားတွေမိန်းမတွေရဲ့စီကနေစရင်ကောက်လာတဲ့အရာဖြစ်ပါတယ်နောက်တစ်ခုကတော့နော်ဘုရားအမှုဆောင်တဲ့နော်အထူးသဖြင့် Protestant တွေပေါ့နော်ဆိုတော့ Protestant တွေထက်ကဘုရားအမှုဆောင်တဲ့လူတွေရဲ့10မှာ25 sorry 100မှာ25ရာခိုင်နှုန်းတော့သူတနည်းအားဖြင့်4ယောက်မှာ1ယောက်ကအိမ်ထောင်ဖောက်ပြန်တယ်တဲ့ဒါမှမဟုတ်ရင်မတော်လျော်တဲ့ကာမကိုယူလိုချင်တဲ့ပုံစံဒါမှမဟုတ်ရင်မကောင်းတဲ့ကျင့်စရိုက်ရှိကြတယ်တဲ့เนาะအဲ့ဒါ Burner Group Research Group ကနေ2019တုန်းကကောက်နှုတ်ထားတာဖြစ်ပါတယ်30ရာခိုင်နှုန်းသောသာသနာအမှုတော်ဆောင်တွေကတဲ့เนาะအပြာကားလို့ပြောမလားเนาะ pornography နဲ့အလုရှုပ်ကြတယ်တဲ့ပြောချင်တာအဲ့ဒါသူတို့မလွန်စားနဲ့သူတို့အဲ့ဒါကိုဆွဲလန်းကြတယ်လို့ Christianity Today ထဲမှာရေးထားတယ်ဆိုတော့ဖယားအမှုဆောင်တဲ့လူဒီလောက်ဖြစ်ရင်ဖယားအမှုဆောင်တဲ့လူတွေဘယ်လောက်များမလဲပေါ့เนาะကျွန်တော်စဉ်းစားဖို့သိလို့အပ်တဲ့အကြောင်းအရာဖြစ်တယ်ဒီအချက်တွေကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့ဘာကိုတတိယစေတယ်လဲဆိုတော့เนาะဒီအမှုနဲ့ဆက်လျင်းပြီးတော့အစိတ်မတက်နိုင်တဲ့လူအိမ်ထောင်ဖောက်ပြန်ခြင်းနဲ့ပတ်သက်ပြီးတော့မကြရှုံးနိုင်တဲ့လူမရှိပါလားဆိုတာလေးကိုကျွန်တော်တို့အထူးသတိပေးတာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ဖယားမှုတော်တွေ့ဒီလောက်ဆက်ကတ်တဲ့ဆရာတွေကျမ်းစာဖတ်သူတပည့်တော်တင်ကျမ်းစာကိုအမြဲတမ်းတွေးတောပြီးတော့ဆောင်ရွက်နေတဲ့သူတွေတောင်မှ4ယောက်မှ1ယောက်ပြစ်မှားတယ်ဆိုရင်စဉ်းစားကြည့်မယ်ဆိုရင်တော်တော်လေးကိုကျွန်တော်တို့အားလုံးအတွက်အန္တရာယ်ရှိတဲ့အကြောင်းအရာတစ်ခုဖြစ်ပြီးတော့ကျွန်တော်တို့အနေနဲ့သတိထားရမယ့်အရာငါတော့ငါနဲ့ငါ survive နိုင်ပါတယ်ငါလွတ်နိုင်တယ်ဘာမှမဖြစ်ဘူးငါအတွက်ဒါစုံစမ်းခြင်းမဟုတ်ဘူးလို့ဒီကနေ့မတွေးထင်မိဖို့ဖယားရဲ့ခွန်အားနဲ့သာလျင်ဒီစုံစမ်းခြင်းကိုအောင်နိုင်မှာဖြစ်တဲ့အကြောင်းကိုဒီနေ့သတိပေးခြင်းတာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဟောကြားမယ့်အကြောင်းအရာသူ့မယားကိုမပြစ်မှားရလို့ပြောတဲ့အခါမှာလူတွေကိုကျွန်တော်တရားစီရင်ဖို့ကျွန်တော်ပြောနေတာမဟုတ်ပဲနဲ့လူတွေကိုဖယားစီကိုပြန်လှည့်ပြီးတော့နောင်တနဲ့ပြန်လှည့်ပြီးတော့ဖယားစီမှာပြန်ပြီးတော့မွမ်းမံပြီးတော့အပြစ်ကိုဝန်ချပြီးတော့ဖယားရဲ့ကျေးဇူးတော်ကိုဝန်ခံဖို့ပြီးတော့အဲ့ဒီနာနေတဲ့เนาะဒီလိုအပြစ်ကိုလုပ်တဲ့အခါမှာကျွန်တော်တို့ထိခိုက်နဲ့နာနေတာဖြစ်တယ်ယောဂကဲ့သို့ဖြစ်တဲ့အဲ့ဒါတွေအကုန်လုံးပျောက်ကင်းဖို့အတွက်ကျွန်တော်တို့ခေါ်နေခြင်းဖြစ်ပါတယ်ကျွန်တော် Seventh Day Adventist အနေနဲ့လက်ထပ်ထိမ်းများခြင်းနဲ့မိသားစုကိစ္စကိုเนาะကျွန်တော်တို့38 belief 28ခုသောယုံကြည်ခြင်းထဲမှာဒီလိုဖော်ပြထားပါတယ်ကျွန်တော်အကုန်လုံးတော့မဖော်ပြဘူးဒါပေမဲ့အချို့သောအပိုင်းတွေပေါ့နော်အစပိုင်းတွေပဲဖော်ပြထားပါတယ်လက်ထပ်ခြင်းနဲ့ထိမ်းများမိသားစုတဲ့လက်ထပ်ခြင်းကိုအေဒင်ဥယျာဉ်တွင်ဘုရားရှင်သည်ထူထောင်ခဲ့ပြီးတဲ့ဆိုတော့လက်ထပ်ခြင်းရကနဦးအစကဟိုအပြစ်မဝင်ခင်ကြရဖြစ်တယ်အဲ့ဒါကြောင့်လက်ထပ်ခြင်းဆိုတာလူတွေတီထွင်တဲ့ဟာမဟုတ်ဘူးအဲ့လိုမဟုတ်တယ်လို့မျိုးတစ်ချိန်တည်းမှာပဲလက်ထပ်ခြင်းဆိုတာယွန်เสียလည်းမဟုတ်ဘူးเนาะတချို့လူတွေကเนาะဘာသာရေးကိုစိတ်ဝင်စားတဲ့လူတွေတချို့ကသူတို့လက်ထပ်ခြင်းဆိုတာเนาะအိမ်ထောင်ပြုခြင်းပြီးတော့ဒီကာမဆက်ဆံခြင်းဆိုတာသူတို့အတွက်သူတို့မြင်တာကသုံးသပ်မိတာကနော်မကောင်းတဲ့အရာကြီးကိုလုပ်နေတယ်လို့သူတို့ခံစားတတ်ကြတယ်မဟုတ်ပါဘူးဒါဖယားကကျွန်တော်တို့အတွက်မွန်မြတ်စွာပေးထားတဲ့အရာဖြစ်တယ်တဲ့ကျင်နာသောပေါင်းပေါ်ခြင်းနဲ့ယောက်ျားတဦးနဲ့မိန်းမတဦးအကြားဘဝတစ်လျှောက်လုံးပေါင်းသင်းနေထိုင်ရန်ယေရှုအားဖြင့်အတည်ပြုခဲ့သည်ဟုတ်ပြီဒီနေ့မှာစကလုံးတစ်လုံးအရေးကြီးတာကျွန်တော်တွေ့ရပါတယ်ယောက်ျားတဦးနဲ့မိန်းမတဦးအကြားလို့ပြောပါတယ်ယောက်ျားတဦးနဲ့ယောက်ျားတဦးကြားလည်းမဟုတ်တယ်လို့မိန်းမတဦးနဲ့မိန်းမတဦးကြားလည်းမဟုတ်ဘူးယောက်ျားတဦးနဲ့မိန်းမ2ဦး3ဦး4ဦးကြားလည်းမဟုတ်ဘူးဘလင်တမယာစနစ်ကိုကျွန်တော်တို့ Seventh Day Adventist ကတမန်ကျမ်းစာအခြေခံပြီးတော့တိုက်တွန်းထားတာတွေ့ရပါတယ်ခရိယာများအတွက်လက်ထပ်ခြင်းဒီဖယားနဲ့တာမကအိမ်ထောင်ဖက်နဲ့ဂတိကဝက်ဖြစ်ပြုခြင်းဖြစ်ပြီးယုံကြည်ခြင်းသူသောယောက်ျားတဦးနဲ့မိန်းမတဦးကြား၌တာပြုရသည့်ဂတိဖြစ်တည်တဲ့ယုံကြည်ခြင်းသူတဲ့ယောက်ျားတစ်ယောက်မိန်းမတစ်ယောက်ယုံကြည်ခြင်းမတူတဲ့လူကသဘောမညီတဲ့အတွက်ကြောင့်ကျွန်တော်တို့တမန်ကျမ်းစာက proof မပေးဘူးပေါ့နော်ပြီးတော့ဒီထက်မှာခရိယာများတဲ့လက်ထပ်ခြင်းကဖယားနဲ့တာမကအိမ်ထောင်ဖက်နဲ့လည်းဂတိကိုပြုခြင်းဖြစ်တယ်ဆိုတော့ပြောချင်တာကျွန်တော်တို့အိမ်ထောင်ပြုလိုက်တာနဲ့နော်ဖယားနဲ့လည်းဂတိကိုပြုတာဖြစ်တယ်ယုံကြည်ဒီလက်ထပ်တဲ့လူနှစ်ဦးကြားထဲမှာလည်းဂတိကဝတ်ပြုထားတာဖြစ်တယ်ဆိုတာလေးကိုကျွန်တော်နားလည်စေချင်ပါတယ်ပြန်လည်ချစ်ခြင်းဂုဏ်ပြုခြင်းလေးစားခြင်းနဲ့တာဝန်ယူခြင်းတို့ဒီဤဆက်ဆံရေးအဆောက်အုံဖြစ်၍တဲ့ခရစ်တော်နဲ့သူရဲ့အသင်းတော်ကြားချစ်ခြင်းမွန်မြတ်တန့်ရှင်းခြင်းယဉ်ကျေးခြင်းနဲ့ဆက်ဆံရေးတို့ကိုရောင်ပြန်ဟပ်ရန်ဖြစ်တယ်တဲ့နော်โอเคကျွန်တော်နည်းနည်းရှေ့ဆက်ပြီးတော့ဖတ်ပြဖြစ်ချင်တယ်နော်လင်မယားกว่าရေးခြင်းနဲ့ဆက်လင်း၍မာယွန်းခြင်းမှတပါခင်မွန်းတဲ့ကိုကွာရှင်းပြီးအခြားတစ်ယောက်ကိုလက်ထပ်တော်သူဒီအိမ်ထောင်ရေးဖောက်ပြန်သူဖြစ်သည်ဟုသခင်ယေရှုကသွန်သင်ခဲ့တယ်တဲ့မာသဲထဲမှာသွန်သင်ထားတွေ့ရတယ်အချို့သောမိသားစုဆက်ဆံရေးဟာတဲ့
စံချိန်စံညွန့်တဲ့ရှော့နဲနိုင်တော်လဲလက်ထပ်ချင်းအဖြစ်ခရစ်တော်၌တူးကိုတူးမိမိတို့ကိုလုံးလုံးအနံသောလင်မယားတို့ဒီတန့်ရှင်းသောဝိညာဉ်တော်ဤလမ်းပြမှုနဲ့တင်းတော်ဤပြုစုပြိုးထောင်ခြင်းတို့အားဖြင့်ချစ်ခင်ဆောင်မဲ့ဖွယ်ပေါင်းစည်းမှုကိုရရှိနိုင်ကြသည်ဘုရားသခင်ဒီမိသားစုကိုကောင်းကြီးပေး၍မိသားစုဝင်များကြီးပြည့်စုံရင့်ကျက်မှုဘဝတို့ရောက်ရှိကြရန်အတွက်အချင်းချင်းကူညီကြရရည်ရွယ်သည်တဲ့ဟုတ်ပြီဆိုတော့ကျွန်တော်တို့လင်မယားဖောက်ပြန်ခြင်းနဲ့ပတ်သက်ပြီးတော့ဒီမှာလည်းတချို့ရေးထားတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခုနကတွေ့ရတဲ့အိမ်ထောင်ဖောက်ပြန်ခြင်းအကြောင်းတွေကျွန်တော်ကြည့်တဲ့အခါမှာလူများစွာကဖောက်ပြန်နိုင်တယ်ပြီးတော့ကျွန်တော်တို့ Adventist အနေနဲ့တမန်ကျမ်းစာကိုအခြေပြုပြီးတော့ကျွန်တော်တို့စံချိန်စံညွှန်းတတ်မှတ်ထားတဲ့ခုနကအချက်လေးတွေကျွန်တော်ရှိပါတယ်ဟုတ်ပြီဖခင်ကဘာဖြစ်လို့ပြည့်ညတ်တော်ထဲမှာနော်သူ့မရအောင်မပြစ်မာရလို့ပြောတယ်လေဒီနေ့ကျတော့ရွာမှာသူတို့ရွာရဲ့အစွန်ကကြောက်ကဘာဖြစ်တယ်အဲ့ဒီကြောက်ကဘာမှာနော်တော်တော်လေးမြင့်တဲ့အတွက်ကြောင့်ကြားမယ်ဆိုရင်တော့သေနိုင်တဲ့အဆင့်မှာရှိတယ်တဲ့အဲ့ခါကျတော့ရွာသူရွာသားတွေကနော်သူတို့အဲ့ဒီနေရာမှာနော်ဆိုင်းဘုတ်လေးထောင်ထားတယ်အန်ဒီရဲ့ရှိဒီပေါ့နော်ဒီနေရာမှာမကြော်ရအစတည်းသူတို့ရေးထားတယ်တဲ့လူတယောက်ကထမေးတာပေါ့နော်အော်ဒီလောက်အန်ဒီရဲ့ရှိတာလူတိုင်းသိတာပဲရေးမနေပဲနဲ့ဒီတိုင်းထားလိုက်လေနော်ဆိုတော့ဒီအန်ဒီရဲ့ရှိဒီဆိုတဲ့ဆိုင်းဘုတ်လေးပဲထားလိုက်လေနော်မပြီးဘူးလားဆိုတဲ့အခါကျတော့သူတို့အဲ့ဒီသူတို့ရွာတကြီးတယောက်ကဗာပြောလဲရွာလူကြီးတယောက်ဗာပြောလဲဆိုတော့ကျွန်တော်တို့ခြံမကာဘူးဆိုရင်တဲ့နော်အန်ဒီရရှိဒီလို့ပဲရေးယုံနဲ့မလုံလောက်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့လူတွေကနော်စုံစမ်းခြင်းဒီလိုတားမြစ်ထားတဲ့နေရာမှာသွားခြင်းတဲ့စိတ်လူတွေမှာရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ခြံကာထားလိုက်တာအကောင်းဆုံးဖြစ်တယ်ဆိုပြီးတော့ပြောပါတယ်နော်ကြောက်ကဘာမှမကြဖို့ခြံကာလိုက်တာကျွန်တော်တွေ့ရပါတယ်ကျွန်တော်တို့ကိုလည်းဖယားသခင်ကနော်ဒီလိုမလုပ်ရဆိုပြီးသူမရောက်မပြစ်မာရဆိုပြီးကျွန်တော်တို့ပြောခြင်းဟာတကယ်တော့ကျွန်တော်တို့ကိုခြံကာထားပေးခြင်းဖြစ်တယ်အချင်းချင်းချစ်ရမယ်လို့ပဲပြောရင်ကျွန်တော်ခြံကာထားတာနဲ့အန်ဒီရဲ့ဒီဆိုင်းဘုတ်လေးထားယုံနဲ့မဟုတ်ပဲနဲ့သူကခြံကာပြီးတော့မလုပ်ရဘူးဆိုပြီးကျွန်တော်တို့ပြောခြင်းဖြစ်တယ်အဲ့ဒါဟာအမတန်မှအရေးကြီးတာဖြစ်တယ်ဒီတော့အိမ်ထောင်ဖက်ဖြစ်ပြီဆိုရင်ကျွန်တော်တို့ဒီအချက်လေးတွေကိုသတိထားရမှာဖြစ်တယ် Adventist Home ဆိုတဲ့စာအုပ်စာမျက်နှာ341ထဲမှာအိမ်ထောင်စုတစ္ဆာတရားဒီလင်းနဲ့မယားနှစ်ဦးဤကံကြမ္မာကိုတေခြင်းတစ်ခုတည်းကသာဖြတ်နိုင်သည့်ကြန့်ခိုင်သောချီနှောင်မှုဖြင့်ဆက်ဆက်ပေးသည်တဲ့အိမ်ထောင်တစ်ခုပြုတ်လိုက်ပြီးပြီဆိုရင်ပြန်ခွဲလို့မရတော့ဘူးเนาะဆိုတော့ကျွန်တော်marriage and family အတန်းကိုယူတော့ကเนาะကျွန်တော် fireproof ဆိုတဲ့အိမ်ထောင်ရေးပညာပေးဇာတ်လမ်းတစ်ခုကိုကျွန်တော်ဆရာမလာလီတာကလေ့ကြည့်ခဲ့ပါတယ်ကျွန်တော်ကြည့်တဲ့အခါမှာအဲ့ဒီထဲမှာเนาะစားတပူးကိုကော်ကောင်းကောင်းလေးနဲ့ကတ်ပြီးတော့เนาะအိမ်ထောင်ကွဲခြင်းတဲ့ယောက်ျားကိုသူခွဲစေပါတယ်ပြန်ခွဲလိုက်တဲ့ခါမှာမရမကခွဲလိုက်တဲ့အခါကျတော့ငကိုရှိရင်ပုံစံပြက်သွားတာကျွန်တော်တွေ့ရတယ်ဒီတော့သူဘာပြောလဲဆိုတော့သူ့အဖေကဘာပြောလဲဆိုတော့အိမ်ထောင်ဆိုတာကွဲလို့ရတယ်တဲ့ဒါပေမဲ့ကွဲသွားရင်တော့ငကိုရှိရင်ပုံစံတော့မရောက်တော့ဘူးပြောချင်တာနာကျင်မှုတွေအများကြီးအပြင်ကနေမမြင်ရပါတော့မှအတွင်းထဲမှာရှိနေတယ်ဆိုတော့အိမ်ထောင်တစ်ခုဆိုတာယာတက်ပံဖြစ်ပါတယ်ယာယီမဟုတ်ပါဘူးเนาะဆိုတော့တမန်ကျမ်းစာပညတ်တော်10ပါးရဲ့ context ကိုနည်းနည်းပြန်ပြီးတော့ကြည့်မယ်။ဘာဖြစ်လို့ဖခင်ကသူ့မယားကိုမပြစ်မှားရဆိုတာကိုပြောရတယ်လေ။ကပ္ပဦးကျမ်းနှစ်24ထဲမှာထိုအကြောင်းကြောင့်ယောက်ျားဒီမိဘကိုစွန့်၍ကိုခင်ပွန်း၌မိဝဲသဖြင့်ထိုသူတို့ဒီတသားတကူတည်းဖြစ်ရလိမ့်မည်လို့ရေးထားပါတယ်။ဟုတ်ပြီ။ဒီနေရာမှာယောက်ျားကသူ့မိဘကိုစွန့်တယ်ဆိုလိုတော့ဖခင်ကိုเนาะထားပြီးတော့သူ့ဇနီးနဲ့တလုံးတဝါတည်းဖြစ်ဖို့ပြောချင်တာဖြစ်ပါတယ်ဆိုတော့ဖခင်ကိုထားခဲ့တဲ့ဆိုတဲ့အခါမှာအပြည့်အပိုင်ထားခဲ့တာကိုပြောတာမဟုတ်ပဲနဲ့မိဝဲခြင်းเนาะသူ့ရဲ့ဇနီးနဲ့တလုံးတဝါဖြစ်ခြင်းကိုအထူးဖော်ပြခြင်းတာဖြစ်ပါတယ်ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်အိမ်ထောင်ပြုခြင်းဆိုတော့ဖခင်ရဲ့ design ဖြစ်ပါတယ်ခရစ်တော်ကိုယ်တိုင်လောကမှာအသက်ရှင်တုန်းကပထမဆုံးသူပြခဲ့တဲ့နမိတ်လက္ခဏာကကာနမြို့မှာမင်္ဂလာဆောင်ပွဲမှာရေကိုစပြည့်ရဖြစ်ပြောင်းလဲခဲ့တဲ့ဥပမာရှိပါတယ်ဖယားသခင်ကိုယ်တိုင်ကအိမ်ထောင်ပြုတဲ့နေရာမှာမင်္ဂလာဆောင်တဲ့နေရာမှာပျော်မွေ့တယ်တနည်းအားဖြင့်ဒါဖယားရဲ့အလိုတော်ဖြစ်ပြီးတော့ဖယားရဲ့ design ဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကတော့မာသဲခန်းကြီး19ငယ်6အရာထိုးကြောင့်လင်မယားတို့နှစ်ဦးမဟုတ်တဦးတည်းဖြစ်၏ဒါခုနကဘာဦးကြောင့်ဝယ်ပြပြီးမိမောင်းတို့ပြတာဖြစ်တယ်ဖယားသခင်ဖက်ဆက်၍တဘိုးတင်တော်မူသောအရာကိုလူမခွဲခွာစေနဲ့ဟုမိန့်တော်မူ၏ဆိုတော့ပြောချင်တာလူတွေချင်းချင်းယူကြတယ်ယူတဲ့အခါမှာဒါကဖယားကသဘောတူထားပြီးသားဖြစ်ပြီတနည်းအားဖြင့်ဖယားကဒါကို foundation ချပြီးသားဖြစ်တယ်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့เนาะလူတွေအနေနဲ့ထပ်ပြီးတော့မခွဲဖို့ပ
တနည်းအားဖြင့်ပြန်ပြီးမကွဲကြဖို့အတွက်ဖယားကပြောလိုက်တာဖြစ်တယ်အဲ့ဒါကသူတို့ဘဝစာယာတက်ပံရိုးမြေကြပေါင်းတင်ဖို့အတွက်ဖယားအလိုရှိတာဖြစ်တယ်အဲ့တော့အိမ်ထောင်မပြုတ်ခင်မှာငါအိမ်ထောင်ပြုတ်ရမဲ့သူဘယ်လိုပုတ်ကိုမျိုးလဲဆိုတာကိုတေးချာချာရွေးချယ်တင်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျုံရလူရွေးခဲ့မယ်ယူခဲ့မယ်ဆိုရင်တဘဝလုံးအောင်သားရစရာဖြစ်သွားနိုင်တယ်ဟုတ်တယ်မလား။ဒီတော့အိမ်ထောင်မပြုတ်ခင်မှာတေးချာချာရွေးပြီးတော့အိမ်ထောင်ပြုတ်ရမှာဖြစ်တယ်။အိမ်ထောင်ပြုတ်ပြီးတော့ကိုရွေးခဲ့တဲ့ဟာလဲမားသွားနိုင်သေးတယ်။ဒါပေမဲ့သူမားတယ်ဆိုရင်ကိုကမှန်အောင်သူ့အတွက်ကောင်းအောင်ကိုကပြန်ပြီးနေရမှာဖြစ်တယ်။သူ့ကိုရဲ့အိမ်ထောင်ဘက်ကိုပြုတ်ပြင်ဖို့စ조사ရင်တော့ဘဝလုံးမအောင်ပဲမအောင်မြင်နိုင်ပဲရှိလိမ့်မယ်ဒီတော့ကိုပြန်ပြီးပြင်ဆင်ပြီးတော့သူ့ရဲ့အားနည်းချက်ကိုဘယ်လိုလက်ခံနိုင်အောင်ဆိုစ조사ဖို့ဆိုတော့အဲ့ဒါကိုကျွန်တော်စ조사မှာဖြစ်တယ်တချို့ကသူတို့အခုယူနေတဲ့အိမ်ထောင်ဘက်ကလည်းသူ့ရဲ့ဖူးစာမဟုတ်ဘူးဆိုတော့လော်ကီအတွေးနဲ့နော်ဘာသာချားတွေရဲ့အတွေးအခေါ်တွေကျွန်တော်တို့ခေါင်းထဲမှာဝင်လာပြီးတော့ဒါကငါရဲ့ soul mate မဟုတ်ဘူးစသဖြင့်ဖြစ်စေအိမ်ထောင်ကိုမကွဲအောင်အဲ့ဒီနီးတွေနဲ့ကျွန်တော်တို့ဗီဒီယိုဇာတ်လမ်းတွေနော်အထူးသဖြင့်အိန္ဒိယကားတွေကြည့်မယ်ဆိုရင်သူတို့မှာတန်တရားနော်ဘဝတန်တရားယုံတဲ့ကြောင့်အရင်ဘဝကသူတို့ယူခဲ့တဲ့အိမ်ထောင်ဖက်နဲ့ပြန်ပြီးတော့ဆုံးခြင်းတယ်အဲ့ဒါမဟုတ်သေးဘူးဆိုပြီးတော့အခုအိမ်ထောင်မှာနည်းနည်းလေးစိတ်ကကြောက်ကစစ်ဖြစ်တဲ့ဟာတွေတခုခုရှိလာပြီဆိုရင်ဒီအိမ်ထောင်ဘက်ဟာငါဖူးစာမဟုတ်တော့ဘူးဆိုတော့တန်တရားနဲ့ပဲနေပြီးတော့အိမ်ထောင်မှာတီးခံခြင်းခွင့်လွှတ်ခြင်းပေးဆက်ခြင်းနားလည်ခြင်းဆိုတဲ့ဟာတခုမှမရှိတော့ဘဲနဲ့ကိုဟာနဲ့ကိုမိုက်ကြီးခွဲပြီးတော့လုံနေတတ်ကြပါတယ်ထွေးမြောက်ချက်ခိုင်း20ငယ်15ဒီနေ့ကျွန်တော်တို့အလွတ်တန်းချက်ကိုကြည့်တဲ့အခါမှာနော်သူ့မယားကိုမပြစ်မှားရဆိုတော့ဖယားရဲ့ကန့်သက်ချက်ဖယားရဲ့လမ်းပြချက်တွင်တင်ချက်ကိုလည်းကျွန်တော်တွေ့ရပါတယ်အနောက်ထပ်ကျွန်တော်ဓမ္မသစ်ကျမ်းထဲမှာကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ကာယကံမြောက်မာသက်ခန်းကြီး9ပါနော်ကာယကံမြောက်မကျူးလွန်တိတိုင်အောင်စိတ်ထဲမှာကျူးလွန်တာကိုလည်းဖယားမကြိုက်တဲ့အကြောင်းပြီးတော့အိမ်ထောင်ဖက်ရလို့မဟုတ်ဘဲနဲ့လူလွတ်နဲ့မာခြင်းကိုလည်းဖယားကမကြိုက်တဲ့အကြောင်းကျွန်တော်တို့ဓမ္မကျမ်းစာကိုအခြေခံပြီးတော့ဒီပညတ်ကိုကျွန်တော်အခြေခံပြီးကျွန်တော်ကြည်နိုင်တာနားလည်နိုင်တာဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့တကယ်လို့များဒီပညတ်ကိုလွန်ကျူးရင်ဘာဖြစ်မလဲပေါ့နော်သူ့ရဲ့ consequence သူ့ရဲ့အကျိုးအကြောင်းပေါ့နော်ဆိုတော့သူ့ကိုဘယ်လောက်ထိပြစ်မှားလို့ပြစ်တင်လို့ရတယ်လဲဆိုဝိပ္ပယကျမ်းခိုင်း20ငယ်30မှာသူ့မယားကိုပြစ်မှားသောသူဒီမာယွန်းသောမိန်းမနဲ့တကွအသေးသက်ခြင်းကိုအမှန်ခံရမည်သူတို့ကဂဲနဲ့ပေါက်တတ်တာဖြစ်တယ်ဘယ်လောက်ထိတောင်အပြစ်ကြီးတယ်လဲဆိုတာသူ့မယားကိုပြစ်မှားတယ်ဆိုရင်နော်မယားရောအဲ့ဒီယောက်ျားရောမယားကနော်မတရားပြစ်မှားခြင်းကတနည်းအားဖြင့်ဒါအတင်းအတ္တမလုပ်တယ်ဆိုရင်အတ္တမမှုဆိုရင်တော့ဒါတစ်မျိုးဖြစ်တယ်ဒါမှမဟုတ်အလိုသူဆိုရင်တော့နှစ်ယောက်စလုံးကိုဂဲနဲ့ပေါက်တက်ရမှာအသေးတရမှာဖြစ်ပါတယ်ဒီတော့ဒါကဖယားရဲ့စံချိန်စံညွန်းဖြစ်တယ်ဖယားကအိမ်ထောင်ဖောက်ပြန်တာလုံးဝမလို့ခြင်းဘူးကျွန်တော်တို့ဒီကနေ့ကျေးဇူးတော်ကာလမှာရှိပြီးတော့တနည်းအားဖြင့်ကိုယ်ဆိုင်ရာနိုင်ငံရဲ့ဥပဒေနဲ့ကျွန်တော်ရှိနေကြတာဖြစ်တယ်မြန်မာနိုင်ငံမှာတော့တည်ဆဲဥပဒေအရသူ့မရအောင်ပြင်မာလို့မရအောင်ဒါမရခိုးမှုလင်ခိုးမှုရှိပါတယ်ဒါပေမဲ့တခြားနိုင်ငံထိုင်းနိုင်ငံတွေမလေးရှားနိုင်ငံတို့ကျွန်တော်အတိအကျမသိဘူးမွတ်စလင်နိုင်ငံဆိုတော့ပြင်းထန်နိုင်တယ်ဒီအမေရိကမှာတော့ကျွန်တော်ကြည့်မယ်ဆိုရင်အဲ့ဒီဒေသတွေမှာကြည့်မယ်ဆိုရင်သူတို့ရဲ့ဥပဒေအရသူ့မယားသူ့လင်ကိုပြစ်မှားတယ်နှစ်ယောက်သဘောတူဆိုရင်တော့အပြစ်မမြောက်ဘူးပေါ့နော်ဒါတရားစွဲမယ်ဆိုရင်တရားစွဲလို့မရဘူးတနည်းအားဖြင့်ဒါကထောင်ချလို့ရတဲ့ကိစ္စမျိုးမဟုတ်နှစ်ယောက်သဘောတူဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါကကျွန်တော်တို့တမန်ကျမ်းစာနဲ့ဆန့်ကျင်နေတာဒါနည်းအားဖြင့်ပြော့နေတာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဟုတ်ပြီဒီနေရာမှာကျွန်တော်စဉ်းစားကြည့်တဲ့အခါကျတော့ဖယားကဒီကျေးဇူးတော်ကာလမှာကျွန်တော်တို့ကိုဒီတိုင်းလွတ်ပေးတာလားဆိုတော့တကယ်တော့ဖယားရဲ့ principle ကအတူတူပဲဖြစ်တယ်အရင်တုန်းကခဲနဲ့ပေါက်တက်ရလောက်အောင်ဒါမှမဟုတ်တေးတံပေးလောက်အောင်ဖယားမကြိုက်ဘူးဆိုရင်ဒီနေ့လည်းအဲ့လိုပဲမကြိုက်ဘူးအဲ့ဒါလေးကိုကျွန်တော်နားလည်စေချင်တယ်ဖယားလုံးဝမကြိုက်ဘူးတေးတံပဲเนาะဒါပေမဲ့ဖယားကကျေးဇူးတော်ကာလဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုနောင်တရခွင့်ပေးထားတယ်ကျွန်တော်တို့အဲ့ဒါကိုအလွဲသုံးစားမလုပ်ဖို့အရေးကြီးတယ်ကျေးဇူးတော်ကြီးမအောင်ကျွန်တော်အပြစ်ပို့ပြီးမလုပ်ရပါဘူးအဖက်9:31-32မှာထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုစွန့်ရကိုခင်ဝန်း၌မိဝဲသဖြင့်ထိုသူနှစ်ယောက်တို့သည်တရားတော်ကိုလည်းဖြစ်ရလိမ့်မည်ဤအရာသည်အလွန်နဲ့နဲသောအရာဖြစ်ပေထို့သောဆိုသောခရစ်တော်နဲ့အသင်းတော်ကိုရည်မှတ်၍ဆိုတည်းတဲ့နော်ကျွန်တော်တို့ spiritual impact အိမ်ထောင်ဖောက်ပြန်လိုက်တာနဲ့ခရစ်တော်ပ
ပေါ်မှာအသင်းတော်ဖောက်ပြန်လိုက်တယ်လို့မျိုးပဲကျွန်တော်တို့တယောက်နဲ့တယောက်ဖောက်ပြန်ပြီးတော့လူချင်းလဲဝေးကွာတယ်လို့ဖယားနဲ့လဲဝေးကွာစေကျွန်တော်တို့ရဲ့ဝိညာဉ်ရေးကိုထိခိုက်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဖယားပေါ်မှာကျွန်တော်တို့ရဲ့တစ္ဆာရှိမှုကပျက်စီးသွားပြီးတော့ကျွန်တော်တို့ရုပ်ထုကိုးကွယ်ခြင်းနဲ့ဥပြီးတော့ကျွန်တော်တို့ကိုကျွန်တော်တို့ selfish ဖြစ်လာတယ်တနည်းအားဖြင့်ငါလှုပ်ချင်တာငါလှုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စန္ဒကိုယ့်ရဲ့အလိုကိုဖယားရဲ့အပေါ်မှာထားပြီးတော့ငါလှုပ်ချင်တာလှုပ်မယ်ဆိုပြီးတော့ကာယနော်ကျွန်တော်တို့ကာယရဲ့ကာမဂုဏ်ကိုပို့ပြီးတော့ဖယားထက်ဦးစားပေးလိုက်တာဖြစ်ပါတယ်အဲ့ဒီကြောင့်တန့်ရှင်းသောအရာကိုညှဉ်းညူးစေသောကြောင့်တစ္ဆာမဲ့သောသူဖြစ်ပြီးတော့ဖယားမကြိုက်သောအမှုကိုပြုလုပ်တာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီသူ့မရောက်ပြမချင်းအဖြစ်ဘာတွေဖြစ်တတ်သေးတယ်လဲဆိုတော့ social impact ပေါ့နော်ကျွန်တော်ပတ်ဝန်းကျင်မှာမျက်နှာသိငယ်ရတယ်နော်လူတွေကဒီလူကတော့သူများမရောက်ကြာကူလီဆွဲသွားပြီဒီလူကတော့ကြာကူလီသမားပဲဆိုပြီးတော့တက်လုံးပြန်ဖြတ်လို့မရတဲ့နာမည်ကြီးတစ်ခုကြံခဲ့တာဖြစ်တယ်ကိုပဲဖြစ်တယ်ဆိုရင်ကိစ္စမရှိဘူးကိုမွေးထားတဲ့ဘာမှမဆိုင်တဲ့သားသမီးတွေကအစလူတွေကနှစ်အဖေကနှစ်အမေကဒီလိုလူနှစ်အဖေကဒီလိုလူဆိုပြီးတော့လူတွေကကိုသားသမီးတွေကိုနော်သူတို့ရဲ့သားသမီးတွေနဲ့အိမ်ထောင်ပြုတ်ပေးရလောက်အောင်ဥလာမဲ့အခါကျတော့သူတို့ကြောက်သွားတယ်ဒီလူမိသားစုတွေကဒီလိုဖောက်ပြန်တတ်ကြတယ်ဆိုတဲ့အရာကအနာတရနဲ့မိသားစုကိုထိခိုက်တယ်ကလေးတွေရဲ့စိတ်ထဲမှာအနာတရဖြစ်ပြီးတော့ကျွန်တော်ပတ်ဝန်းကျင်မှာအနည်းနဲ့အများဝိုင်းပယ်ခြင်းခံရတာဖြစ်တယ်အဲ့ဒါကဖောက်ပြန်ခြင်းရဲ့ဆိုကြိုးရလဒ်တွေဖြစ်တယ်မကဘူးနော်တချို့ကျွန်တော်တို့ news သတင်းတွေဖတ်တဲ့အခါမှာလေသူ့ယောက်ျားကသူများနဲ့ဖောက်ပြန်လို့သူ့ရဲ့ငယ်ပါကိုဖျက်လိုက်တာမျိုးတပ်ပလိုက်တာမျိုးသူ့မယားသူ့မိန်းမကသူများဟိုယောက်ျားနဲ့ဖောက်ပြန်လို့နှစ်ယောက်စလုံးကိုတတ်လိုက်တာမျိုးစသဖြင့်ဖြစ်စေကျွန်တော်တို့အမှုတွေကျွန်တော်တို့မကြတွေ့ရတတ်တယ်အဲ့တော့ကျွန်တော်တို့ဒီဖောက်ပြန်ခြင်းရဲ့နော်တံပြန်တက်ရောက်မှုကတိတ်ကိုကြီးမားလွန်းတာဖြစ်တယ်တအားကိုဈေးကြီးလွန်းတာဖြစ်တယ်တည်ငါပျော်ရွှင်မှုအသွေးသားပျော်ရွှင်မှုလေးတစ်ခုအတွက်မိမိရဲ့ကာမပိုင်အိမ်ထောင်ဖက်ရှိနေရသားနဲ့သူများကာမပိုင်မယားသူများကာမပိုင်ခင်ပွန်းကိုမှတတ်မှတ်ခြင်းဟာနော်ဖယားရဲ့အလိုတော်နဲ့ဆန့်ကျင်ပြီးတော့ကျွန်တော်တို့ဒီဘဝတာမကလာမဲ့ဖယားသခင်ပြင်ဆင်ပေးမဲ့အသက်တာဖယားကောင်းကင်နိုင်ငံတော်ကိုတောင်မှကျွန်တော်တို့ကိုဆုံးရှုံးစေနိုင်တဲ့အရာဖြစ်နေတယ်ဆိုတာလေးကိုကျွန်တော်တို့တွေ့ရပါတယ်။တမန်ကျမ်းစာကြည့်တဲ့အခါမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကိုကျွန်တော်ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး7မှာတွေ့ရပါတယ်။နော်သူ့တိုင်းသူပြည်သားတွေတနည်းအားဖြင့်သူ့ရဲ့စစ်တဲ့ဗိုလ်ချုပ်တွေကသွားပြီးတော့ရှေ့တန်းမှာသွားပြီးတော့စစ်တိုက်နေတဲ့ချိန်မှာဒါဝိဒ်ခမညာနော်နန်းတော်ရဲ့ဇင်းကြံကိုရှောက်ပြီးတော့ကြည့်တဲ့ခါကျတော့နော်အမျိုးသမီးတယောက်နော်အိမ်ထောင်တဲ့မျိုးသမီးတယောက်ရေချိုးနေတာသူတွေ့ရတယ်တဲ့အခါကျတော့သူ့အနေနဲ့တတ်မှတ်ပြီးတော့သူ့ကိုခေါ်ပြီးတော့သူအိတ်ခဲ့တယ်ပြီးတော့သူ့အနေနဲ့ဒီအမှုကိုလူတွေသိမှာတော့သူစိုးရိမ်တယ်ဒါပေမဲ့မသိဘူးလို့သူထင်ခဲ့တယ်ဖြစ်ချင်တော့သူအိတ်ခဲ့တဲ့သူကသူကိုဝင်ရှိတဲ့အကြောင်းကိုပြောလာတဲ့အခါမှာအဲ့ဒီမှာစပြီးတော့ပြဿနာစတက်လာပြီသူဖယားနေရောင်အောက်မှာအမောင်ထဲမှာ तू ပြုတ်လုခဲ့တဲ့အရာပေါ့နော်ဘယ်သူမှမသိအောင် तू တိတ်စိတ်ကလေးလုခဲ့တဲ့အရာကတကယ်တော့နေရောင်အောက်မှာဖယားကပြန်ပြီးတော့လမ်းပြခဲ့တာဖြစ်တယ်။ဘာဖြစ်လာလဲဆိုတော့အဲ့ဒီအမျိုးသမီးကကိုဝင်ရသွားတယ်။ကိုဝင်ရတဲ့အခါကျတော့အမှစပြီးပြဿနာတက်ပြီးဖြစ်တယ်။တခါလေအိမ်တောင်ဖောက်ပြန်တယ်ဆိုတော့ကြီးလိုက်ရင်တော့ဖောက်ပြန်တဲ့အချိန်မှာဘာမှမဟုတ်ဘူး။ဒါပေမဲ့ကိုဝင်တွေရလာပြီဆိုတော့ねပြဿနာကစပြီးတော့ကြီးလာတာဖြစ်တယ်တချို့မျိုးသမီးတွေကကိုဝင်ဖြတ်ချတာပြဿနာမရှိဘူးတချို့မျိုးသမီးတွေမဖြတ်ချင်ဘူးအဲ့ဒီခါမှာပြဿနာကြီးလာတာဖြစ်တယ်ဒီအမျိုးသမီးကကိုဝင်လုံးဝမဖြတ်ချင်ဘူးနော်ကိုဝင်ရှိတဲ့အကြောင်းသတင်းပို့တဲ့ခါကျတော့ရှင်ဘရင်ကြီးဖြစ်တော်လဲပဲနော်အပြစ်ထဲမှာကြားရောက်တဲ့အတွက်ကြောင့် तू ကသူ့စစ်သားကိုသွားခေါ်တယ်စစ်သားယူပါဥရိယကိုသွားခေါ်တယ်ဥရိယကိုခေါ်ပြီးတော့သူ့ကိုသူ့မယားနဲ့ပြန်အိတ်ဖို့ပြောတယ်ဥရိယလည်းတစ္ဆာသားရှိတယ်သူမိတ်ဆွေတွေကရှေ့တန်းမှာနော်အသက်ပေးရတဲ့ချိန်မှာငါမယားနဲ့ပြောရကောင်းလားဆိုပြီးသူလုံးဝမပြောချင်ကြဘူးအဲ့ဒီအတွက်ကြောင့်သူ့အနေနဲ့မကြံမိကြံရကြံပြီးတော့ဥရိယစီမှာပို့ပြီးတော့သူ့ကိုရှေ့တန်းပို့ပြီးတော့သူ့တတ်လိုက်ရတယ်တတ်ပြီးတော့သူအဲ့ဒီမယားကိုသူတိမ်ပိုက်လိုက်တယ်အကိုဘယ်သူမှမသိဘူးလို့သူထင်နေခဲ့တာဖယားက prophet နေတန်ကိုလုပ်ပြီးတော့ဥပမာလေးပြောပြီးတော့သူ့ကိုပြန်ပြီးတော့တင်တဲ့ခါကျသူကစိတ်ဆိုးတယ်ဒီလိုဘယ်သူနဲ့တည်တင်နေဆိုတဲ့ခါကျအဲ့ဒီလိုတခြားလူမဟုတ်ခမည်းပဲလို့ပြောလာတဲ့အခါကျတော့သူက
50ခုမြောက်သောစာလံကိုရေးပြီးတော့သူလုံးဝစိတ်နှလုံးကြေကွဲပြီးတော့သူဖျားစီမှာတောင်းပန်ခဲ့တယ်ကဲဒီဖြစ်ပျက်လေးကျွန်တော်နည်းနည်းလေးစဉ်းစားစေချင်တယ်ကြေကွဲကြေမွသောနှလုံးသားနဲ့ဖျားစီရောက်လာတဲ့ဒါဝိဒ်ကသိုးတွေကိုတတ်ပြီးတော့သူပူဇော်ခြင်းနဲ့ဖျားအောင်မကိုးကွယ်ပဲနဲ့ကြေကွဲကြေမွသောနှလုံးသားနဲ့ဖျားကိုရှာခဲ့တာဖြစ်တယ်တကယ်စစ်မှန်သောနှောင်သားဖြစ်တယ်အဲ့မဲ့မမိခဲ့ဘူးဆိုရင်သူကဒီတိုင်းပဲဆက်သွားမှာဖြစ်တယ်ချစ်တော်မိတ်ဆွေပေါင်းတို့တချို့သောလူတွေကအပြစ်ဒုစရိုက်ကိုလုပ်တယ်သူမယားကိုပြစ်မှားနေဘယ်သူမှမမိဘူးနော်အရန်ကိုနော်ပြီးပြင်းတယ်နှစ်ယောက်စလုံးကနော်တိတ်စိတ်ကလေးပြုတ်လုံနေတယ်သူတို့ခင်ပွန်းတွေလည်းမမိဘူးသူတို့ဇနီးတွေလည်းမမိဘူးသူတို့နဲ့သူတို့ပျော်နေကြတယ်မမိခင်ထိသူတို့ကလည်းသူတို့ဟုတ်နေတယ်လို့ထင်နေတယ်ဒါပေမဲ့မိသွားတဲ့အခါမှသူတို့ကိုသူတို့နော်အပြစ်ရှိမှန်သိတဲ့လူရှိတယ်တကယ်လို့သာဘယ်သူမှမမိဘူးဆိုရင်တင်တို့အဲ့ဒီတိုင်းပဲဇလန်ကတိမ့်ပြီးတော့အပြစ်သားဘဝနဲ့ပဲတည်သွားမှာဖြစ်တယ်တကယ်လို့များမိခဲ့ရင်ရောတကယ်စစ်မှန်တဲ့နောင်သားရပါမလားဆိုတာလည်းရှိသေးတယ်ဒါဝိဒ်ကတော့နော်ယောသားဆိုတာနဲ့သူကရှင်ဘရင်ဖြစ်တဲ့အတွက်ကြောင့်သူများမယားတွေတိမ့်ပိုက်ခွင့်ရှိတယ်လို့သူ့ပတ်ဝန်းကျင်မှာရှိတယ်တခြားနိုင်ငံမှာရှိတဲ့နော်ရှင်ဘရင်နဲ့သူတိမ့်လို့တိမ့်သူများမယားတွေတိမ့်လို့တိမ့်လုပ်တဲ့ဟာကိုသူကအဲ့ဒါအမှန်ပဲသူထင်ခဲ့တာဖြစ်တယ်ဒါပေမဲ့သူလှုပ်တာမမှန်ခဲ့ဘူးဆိုတော့ဖခင်ကတွင်တင်တဲ့အခါမှာတကယ်စစ်မှန်သောနောင်သားနဲ့သူအလာခဲ့တယ်သူနောင်သားရခဲ့တယ်ဖခင်ကတော့သူ့ကိုခွင့်လွှတ်ပါတယ်ဒါပေမဲ့သူ့ရဲ့ consequence ရှိတယ်ဘာဖြစ်လဲသူ့မိသားစုမှာလုံးဝပျော်ရွှင်မှုမရှိတော့ဘူးသူ့သားတွေအချင်းချင်းတပ်ဖြတ်ကြတယ်သူ့သားကသူ့သမီးတယောက်နော်အမေကွဲပေါ့နော်သူ့သားကသူ့သမီးတယောက်ကိုအာဒမပြုခြင်းခဲ့တယ်ဒီဟာတွေအကုန်လုံးသူ့သားတွေရဲ့လက်ချက်အပြင်သူကအိမ်ကနေနန်းကိုစွန့်ပြီးတော့ထွက်ပြေးအသက်အတွက်ထွက်ပြေးရတဲ့အဆင့်မှာသူရှိခဲ့တယ်ဒါတွေအကုန်လုံးရဲ့အရာကဘယ်ကနေလာလဲဆိုတာသူများမရအောင်သူသွားပြီးတော့နော်ဂျာကူလီပြုတ်လုပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်ဒီတော့ဒင်ကပျော်ရွှင်မှုလို့ထင်ခဲ့တဲ့အရာအတွက်ဒင်ကမိမိရဲ့စိတ်ကိုအလိုလိုက်ပြီးတော့မိမိရဲ့အသွေးသားကိုအလိုလိုက်ခြင်းအတွက်တစ်သက်လုံးတဘဝလုံးဝမ်းနည်းခြင်းကိုပြန်ပြီးပေးဆက်ခဲ့ရတာဖြစ်တယ်နော်ကျဲတဲ့ music ဒါကိုဝမ်းနည်းစရာကောင်းပြီးတော့ပြန်ပြီးတော့ရိတ်သိမ်းတဲ့အခါမှာကာလကြာရှည်စွာပြန်ပြီးတော့ရိတ်သိမ်းနေရတာကျွန်တော်တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့အတူယူစရာပုံပြင်လေးတစ်ခုရှိပါသေးတယ်ကဘာဦးကျန်ခိုင်း30ခွန်ငယ်ခွန်ကနေ7နှစ်ကိုကြည့်တဲ့အခါမှာနော်ယောသဆိုတဲ့လူငယ်လေးရှိပါတယ်သူ့အဖေရဲ့တွင်တင်မှုကိုတေချာခံယူပြီးတော့သူ့အသက်တာမှာနော်သူရောင်းစားခြင်းခံရပြီးစိတ်ပြက်စရာအခြေအနေနဲ့သူနှစ်များစွာသူဖြတ်တန်းခဲ့တဲ့အခါမှာသူစိတ်ပြက်အားငယ်နေမဲ့အစားသူကအလုပ်စူးစမ်းပြီးတော့ရှိတဲ့အခါသူ့ရဲ့အရွယ်နဲ့သူ့ရုပ်ရည်နဲ့အရန်ချောမောတဲ့အတွက်ကြောင့်သူ့ရဲ့တခင်မတောင်မှသူ့ကိုတတ်မှတ်ခဲ့တာဖြစ်တယ်သူ့ကိုတရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်သူ့ကိုအမြဲတမ်းတွေးဆောင်တယ်သူကလည်းကြုံဖြစ်တဲ့အတွက်ကြောင့်လွတ်ယုံလို့မရအောင်အဲ့ဒီအခြေအနေမှာသူရှိခဲ့တာဖြစ်တယ်တကယ်တမ်းဆိုရင်သူသာကြုံမဟုတ်ဘဲနဲ့အလုပ်သမားတယောက်ဒါမှမဟုတ်ရင်သူ့နိုင်ငံသူ့ဒေသမှာသူရှိခဲ့တာဆိုရင်ဒီအမျိုးသမီးနဲ့သူပတ်သက်စရာအကြောင်းကိုမရှိတော့ဒါပေမဲ့သူကတအိမ်ထဲမှာနေပြီးတော့သူကကြုံဖြစ်ပြီးတော့ကြုံကောင်းဖြစ်တဲ့အခါကျတော့မပတ်သက်လို့ကိုမရတဲ့အခြေအနေမှာရှိတဲ့အတွက်ကြောင့်ပတ်သက်နေရတာဖြစ်တယ်တနေ့ကျတော့သူ့အခန်းထဲကိုခေါ်ပြီးတော့နော်ဟိုခိုင်းဆရာရှိတယ်လို့ဒီဟာခိုင်းဆရာရှိတယ်လို့သူ့ကိုခေါ်ပြီးတော့ငါနဲ့တူတူအိပ်ပါဆိုပြီးသူ့ကိုညှို့ဆွဲပြီးတော့သူအင်ဂျင်နေဆွဲခဲ့တယ်ဒါပေမဲ့ဒါယောသတ်ကတော့ကိုလွတ်ယုံပြီးတော့သူ့အင်ဂျီကိုချွတ်ထားခဲ့ပြီးတော့သူ့ကိုအင်ဂျင်နေတေးသေးချာချာကင်ထားဟန်ရှိပါတယ်အင်ဂျီကိုချွတ်ပြီးတော့ကိုလွတ်ယုံပြီးတော့သူထွက်ပြေးသွားခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲ့ဒီတော့သူကတော့လွတ်သွားပါတယ်တကယ်လို့များသူကသူ့သခင်မှလည်းယိုနုနေတာပဲချောနေတာပဲသူ့သခင်လည်းအိမ်မှာရှိတာမဟုတ်ဘူးတော်ယုံတိုင်းသူ့သခင်ကနော်ရှင်ဘရင်ဖာရောဘရင်ရဲ့ကိုရန်တော်ဖြစ်တဲ့အတွက်ကြောင့်ကိုရန်တော်ဆိုတာအနည်းအပါးမှာအမြဲတမ်းအချိန်ပြည့်လို့နေရမှာပဲဒီတော့သူ့သခင်မနဲ့သူပျော်မွေ့လိုက်မယ်ဆိုပြီးတော့ तू အဲ့ဒီလိုစိတ်ထားရှိခဲ့မယ်ဆိုရင် तू ဘဝတစ်ခုလုံးမှာ तू မက်ခဲ့တဲ့အိမ်မက် तू အကိုတွေရဲ့ဇဘနန်တွေနော်ဇဘကြီးတွေကနော်သူ့ရဲ့သူ့ကိုလာပြီးတော့ရှစ်ခိုးတယ်ဒါမှမဟုတ်လာပြီးတော့ယိုတီပေးတယ်ဆိုတော့ဂျယ်ရီလာတွေကသူ့ကိုယိုတီပေးတယ်ဆိုတော့အိမ်မက်ကတော့ဖြစ်မှာမဟုတ်တော့ဘဲနဲ့ပေါ်တီဖာမယားရဲ့လင်ငယ်အနေနဲ့ဘဝဆုံးသွားမှာဖြစ်ပြီးတော့တမန်ကျမ်းစာထဲမှာသူ့အကြောင်းတောင်ပါလာမှာမဟုတ်တော့ဘူးဒါပေမဲ့သူကသူ့ရဲ့အိမ်မက်အတိုင်းတက်ရှင်ပြီးတော့နေခဲ့တဲ့အတွက်ကြောင့်ဒီသူ့မယားကိုပြစ်မှားဖို့ကိုသူလုံးဝမပြစ်မှားပဲနဲ့ဖယားမကြိုက်တဲ့အရာငါမလုပ်နိုင်ဘူးလို့ယတိပြတ်ဆုံးဖြတ်လိုက်တာဖြစ်တယ်ဒီဆုံးဖြတ်ချက်ကသူ့ကိုလာဆွဲတဲ့အချိန်မှာသူစဉ်းစားပြီးတော့ဆုံးဖြတ်တဲ့အရာမဟုတ်ပဲနဲ့ဒီလိုမဆွဲခင်ကတည်းကသူကဆုံးဖြတ်ထားတာဖြစ်တယ်ကျွန်တော်တို့အန်တရယ်ကြာရောက်လာပြီးစုံစမ်းခြင်းလာပြီးဆိုရင်ငါလှုပ်ရကောင်းလားမလှုပ်ရကောင်းလားဆိုတော့ထိုင်စဉ်းစားနေတော့နောက်ကျသွားလိမ့်မယ်ပါသွားလိမ့်မှာဖြစ်တယ်။နောက်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမြူဆွဲတတ်တဲ့မိန်းကလေးတွေဆိုတာကအတန်ကချွဲပြီးတော့
နော်ယောက်ျားတွေအတွက်ပါခြင်းစရာကောင်းအောင်အမျိုးမျိုးသောလီဆယ်မှုနဲ့ဖြားယောင်းသွေးဆောင်မှုကိုအသုံးပြုတာဖြစ်တယ်ခန္ဓာနဲ့ဖွဲ့စည်းထားတဲ့အသွေးသားနဲ့ဖွဲ့စည်းထားတဲ့လူအနေနဲ့ကြာရှုံးမှုတိတ်လွယ်ကူတဲ့အရာဖြစ်တယ်ဒါပေမဲ့ဖယားရဲ့နှုတ်ကပတ်တော်နဲ့ယက်တည်ခဲ့တဲ့ယောသအနေနဲ့ဒီစုံစမ်းခြင်းနဲ့သူထွက်ပြေးသွားခဲ့တယ်အဲ့ဒီအောင်မြင်ခြင်းကတာမန်အောင်မြင်ခြင်းမဟုတ်ပဲနဲ့တည်ငါပျော်ရွှင်မှုရဲ့အောင်မြင်ခြင်းမဟုတ်ပဲသူ့ရဲ့တက်လာတစ်ခုလုံးမှာဖာရောဘယင်ကြီးရဲ့ဒုတိယမြောက်တတိုင်းပြည်လုံးရဲ့ဒုတိယမြောက်လူပုဂ္ဂိုလ်ဖြစ်လာအောင်လုပ်သူရဲ့အောင်မြင်ခြင်းကြီးမားသောအောင်မြင်ခြင်းဖြစ်တယ်ဒီကနေ့တင့်ကိုစုံစမ်းနေတဲ့ပုံကိုယ်တွေရှိနေပါသလားအဲ့ဒါတွေကိုတင်ကြော်လွှားခြင်းဟာတင့်ရဲ့ရှေ့ရေးတစ်ခုလုံးမှာဖယားရဲ့ကောင်းကြီးတွေကိုအစီးအသားမရှိဒလဟောဆဲလာဖို့အတွက်တင်ပြုလုပ်တာဖြစ်နိုင်တာကျွန်တော်တို့ယောသအသက်တာကနေတွေ့ရတာဖြစ်တယ်ဒါဝိခမညာသူ့အသက်တာမှာပျော်ရွှင်ခြင်းနဲ့အောင်မြင်ခြင်းတွေထပ်ချက်မကွာရရှိရမယ့်အရေးမှာသူများမရအောင်ပြမခြင်းအပြင်ကန်ဆိုးမိုးမောင်ကြခြင်းဝမ်းနည်းခြင်းတေခြင်းတရားတောင်မှရောက်လာတယ်နော်ပြီးတော့သူ့ရဲ့သားတွေလည်းချင်းတပ်ဖြတ်ကြတယ်သူ့သားကသူ့သမီးကိုနော်အာဒမပြုခြင်းနဲ့စားတဲ့မကြားခြင်းစရာမဖြစ်တဲ့ရှင်ဘရင်တဘာရဲ့အိမ်ထဲမှာမဖြစ်တဲ့နေရာတွေအကုန်လုံးဖြစ်ပျက်ခဲ့တာဟာသူ့ရဲ့တည်ငါဆုံးဖြတ်ချက်မာယွန်းခြင်းကြောင့်ဖြစ်ပါတယ်ဒီကနေ့တင်းရဲ့တည်ငါပျော်ရွှင်မှုရှိမယ်ဆိုရင်တင်းရင်ခုန်ကောင်းရင်ခုန်လိမ့်မယ်ပျော်ရွှင်စရာကောင်းတယ်လို့ထင်ကောင်းထင်မိလိမ့်မယ်ဒါပေမဲ့ရေရှည်မှာဆိုရင်တင်းရဲ့ကြာရှုံးမှုကပို့ပြီးတော့ကြီးမားတယ်ဆိုတာကျွန်တော်အနေနဲ့ဒီကနေ့သူတို့တက်တာ2ဦးစီကနေကျွန်တော်တို့သိရတာကိုပြောပြချင်ပါတယ်ကျွန်တော်တို့ message to young people ထဲမှာစာတန်ကလူအဖွဲ့အစည်းကိုစီးလုံးစေတော့အင်အားများကိုအဆက်မပြတ်အားနည်းစေရန်စ조사နေပြီးတော့တဲ့မိသားစုဆက်ဆံရေးကိုဖျက်ဆီးခြင်းကသူ့ရဲ့အထီးရောက်ဆုံးသောနီလန်းတစ်ခုဖြစ်ပါတယ်တဲ့နော်ဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကိုပျက်စီးအောင်မလုပ်လဲမိသားစုကိုတိုက်ခိုက်တယ်စာတန်ကဒီမိသားစုတွေပျက်စီးမယ်တူးချင်းစီကအိမ်ထောင်ဖောက်ပြန်နေတယ်ဆိုရင်မိသားစုကပျက်စီးမယ်ကလေးတွေကဂယုမဆိုင်ခံရတော့ဘူးအဲ့ဒါကြောင့်အိမ်ထောင်ကွဲတွေအများကြီးရှိတယ်နော်single mom တွေ single father တွေအများကြီးရှိတယ်မိဘမဲ့ကလေးတွေအများကြီးရှိတယ်ဒါတွေအကုန်လုံးကတကယ်တော့ဖောက်ပြန်ခြင်းကနေရလာတဲ့ရလဒ်တွေကြီးပဲဖြစ်ပါတယ်ဒါကဘာကိုကျွန်တော်တို့ကဘာကိုဇာရိတပျက်စီးအောင်ပြုလုပ်နေတာဖြစ်တယ်မိဆုံဖဆုံနဲ့ဆိုရင်သားသမီးတွေကိုကောင်းမွန်စွာဆုံးမခွင့်ရှိမှာဖြစ်တယ်အခုမိမဆုံဖမဆုံဖြစ်တဲ့အခါမှာကလေးတွေဟာလည်းဆုံးမခွင့်ကနေလွတ်ကင်းကြတယ်ဆိုတော့ oneness ရတွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့ USA မှာရှိတဲ့နော် adultery နော်သူမရအောင်ပြစ်မှားတာပေါ့နော်အိမ်ထောင်ဖောက်ပြန်တာပေါ့နော်အဲ့ဒါရဲ့အကြောင်းအရာ top 10ခုကိုကျွန်တော်ရွေးထားပါတယ်အဲ့ဒီ10ခုထဲမှာပထမဆုံးကတော့ lack of emotional fulfillment in marriage တဲ့နော်တယောက်နဲ့တယောက်နော်သူတို့ရဲ့ feeling ကိုမဖော်ပြဘဲနဲ့နော်တယောက်နဲ့တယောက်လို့ပေးတဲ့ဟာကိုတယောက်ကခြေနှက်တာဂုံယူပေးတာကျေးဇူးတင်တာမရှိဘဲနဲ့တယောက်နဲ့တယောက်အဆက်ဆံရေး 80% ဖြစ်ခြင်းကြောင့်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ American Sociology ကနေသူတို့ဖော်ပြထားတာဖြစ်တယ်48%သောအိမ်ထောင်မှာမသစ္စာမရှိသောသူတွေရဲ့အကြောင်းအရာကဒီအကြောင်းအရာတယောက်နဲ့တယောက်အိမ်ထောင်မှာပေါ့နော်ချိန်မပေးနိုင်တာတို့တယောက်နဲ့တယောက်ဆက်ဆံရေး 80% ဖြစ်တာပေါ့နော်အဒီကတော့အဲ့ဒါဖြစ်တယ်တဲ့ဒုတိယတစ်ခုကတော့ opportunity and temptation ကျွန်တော်တို့အခွင့်အရေးရတယ်စုံစမ်းခြင်းတွေရတယ်ဥပမာအဖြစ်အလုပ်တူတဲ့အခါကျတော့နော်ယောက်ျားနဲ့မိန်းမအလုပ်တူတဲ့အခါကျတော့သူတို့နော်အဲ့မှာသူတို့တယောက်နဲ့တယောက်ကြိုက်ဖြစ်တာတွေ့ရတယ်အလုပ်အတူတူလုပ်တဲ့လူတွေပေါ့နော်ဆိုတော့ကိုယ့်ယောက်ျားကတခြား company မှာလုပ်တယ်သူ့မိန်းမကတခြား company မှာလုပ်တယ်သူ့မိန်းမကဟိုအတူနဲ့အတူတူအနေကုန်တွေ့နေရတဲ့ယောက်ျားတစ်ယောက်နဲ့တွဲပြီးတော့အလုပ်လုပ်နေရတဲ့အခါကျအဲ့ဒီလူကိုကြည့်ပြီးတော့သူ့ယောက်ျားမှာမတွေ့ရတဲ့ဂုဏ်အင်္ဂါလက္ခဏာတွေတွေ့ရတယ်အရေးချင်းတွေတွေ့ရတယ်အဲ့ခါကျတော့သူကအားကျလာတယ်ပြီးတော့အချိန်လဲဟိုကလည်းအချိန်သူ့ကိုပေးတယ်ဆိုတော့အဲ့လိုနဲ့နော်ကျွန်တော်တို့ဝမ်းနဲ့စရာအိမ်ထောင်ဖောက်ပြန်ခြင်းတွေအများကြီးတွေ့ရပါတယ်တချို့ဆိုရင်သူနဲ့အတူတူနေတဲ့အဲ့ဒီတယောက်ကတကယ်သူ့လိပ်စာကဘယ်မှာလဲသူ့ဖုန်းနံပါတ်ကပါလဲနာမည်တောင်မှမသိတဲ့ဟာတွေအများကြီးရှိတယ်လို့ကျွန်တော် case worker တယောက်ကျွန်တော်ကိုပြီးခဲ့တဲ့ပတ်ကပဲပြောတာကျွန်တော်ကြားခဲ့မှုပါတယ်ပြီးတော့ social media နဲ့ dating app တွေကနေ Facebook တို့ Instagram တွေကနေเนาะလူတွေကအချင်းချင်းချိတ်ဆက်ပြီးတော့အဲ့ဒီလိုနဲ့เนาะပြစ်မှားကြတာကျွန်တော်ဒုတိယတစ်ခု opportunity and temptation ထဲမှာပါတယ်တဲ့အဲ့ဒါ Pew Research ကနေရှာဖွေတွေ့ရှိထားတာဖြစ်တယ်နောက်တစ်ခုကတော့ sexual dissatisfaction ဆိုတာတော့အိမ်ထောင်ဖက်နဲ့ပတ်သက်ပြီးတော့လိမ်မှုကိစ္စနဲ့ပတ်သက်ပြီးတော့မကျေနပ်မှုပေါ့နော်ဆိုတော့တနည်းအားဖြင့်အတူတူလင်မယားမနေရဘူးဒါမှမဟုတ်ရင်
တယောက်နဲ့တယောက်အကြိုက်မတူဘူးပေါ့နော်ဆိုတော့အိမ်ထောင်ဖက်မှာပေါ့နော်အဲ့ဒါမျိုးလေးတွေကျွန်တော်တွေ့ရတယ်အဲ့ဒါကြတော့နော်ပြီးတော့အိမ်ထောင်ဖက်ရဲ့30%သောအိမ်ထောင်ဖက်တွေသူတို့အိမ်ထောင်ဖက်တွေကိုလိန်ကြတယ်တဲ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့သူတို့ကျေနပ်တာမကျေနပ်တဲ့ဟာကိုကျေနပ်တယ်စသဖြင့်ဖြစ်စေပေါ့နော်ပွင့်လင်းမှုမရှိတာပေါ့နော်အဲ့ဒါမျိုးလေးတွေကျွန်တော်တွေ့ရတယ်အဲ့လိုလူတွေကလည်းအိမ်ထောင်ဖောက်ပြန်တာများတယ်တဲ့ပြီးတော့ revenge or retaliation ပေါ့နော်ဒါကတော့ကြတော့ကျွန်တော်တချို့လူတွေကသူတို့ရဲ့အိမ်ထောင်ဖက်တွေကတစ်ချိန်တုန်းကဖောက်ပြန်ခဲ့ဘူးတယ်အတော်အိမ်ထောင်မပြုတ်ခင်တုန်းကဖောက်ပြန်ဘူးတယ်ဒါမှမဟုတ်အိမ်ထောင်ဖောက်ပြန်အိမ်ထောင်ပြုတ်ပြီးရတာနဲ့ဖောက်ပြန်တာနောက်ပြန်တိသွားတဲ့အခါကျတော့အေးနင်းလည်းငါ့ကိုဖောက်ပြန်နေငါလည်းပြန်ဖောက်ပြန်မယ်ဆိုပြီးတော့အဲ့ဒီလိုဂလဲစားချေတတ်တဲ့အချင်းတွေတချို့ရှိပြီးတော့အဲ့ဒီကနေစပြီးတော့အိမ်ထောင်ဖောက်ပြန်တာတွေလည်းရှိတတ်တယ်တဲ့เนาะဒါကတော့စဒုထမြောက်ပေါ့เนาะဆိုတော့9ခုမြောက်ကျတော့ addiction to thrill novelty ပေါ့เนาะဆိုတော့ဒီဟာကျတော့เนาะကျွန်တော်ဒီလိုလောက်တာကเนาะသူတို့အတွက်အများအားအိမ်ထောင်ကြပြီးပြီဆိုရင်မလောက်ရဘူးဆိုတော့เนาะသူများမရနဲ့မပြစ်မရဘူးမရဘူးဆိုတော့တားမြစ်ထားတဲ့ဟာကသူတို့ကိုပို့ပြီးတော့စိတ်ပါစေပြီးတော့ရင်ခုန်စေတယ်တဲ့အဲ့ဒီအတွက်ကြောင့်သူတို့ဒီအမှုတွေကိုလောက်တတ်ကြတယ်လို့ဝမ်းနည်းစရာတွေ့ရတာဖြစ်တယ်လူတချို့ကခိုးစားမှချိုးတယ်ဆိုပြီးတော့ပြောပြီးတော့အဲ့ဒီစကားကိုလည်းယူပြီးတော့တုံ့တတ်ကြပါတယ်နောက်တစ်ခုကတော့เนาะ midlife crisis and self validation ပေါ့เนาะသူတို့ရဲ့အသက်အရွယ်အချို့ရောက်လာတဲ့အခါမှာသူတို့ကလူငယ်ဘာသာဘာဝကိုပြန်လိုချင်တာမျိုးနဲ့သူတို့ကိုသူတို့ဖောက်ပြန်ပြီးတော့သူတို့ကိုသူတို့အဆောင်မှုရှိတာပေါ့เนาะသူတို့အဲ့လိုမျိုးပေါ့เนาะအဲ့လိုမျိုးဖြစ်ချင်လို့ရှိတဲ့အရာတွေဖြစ်ပါတယ်ဒါတော့ဒါ American နိုင်ငံရဲ့ American နိုင်ငံရဲ့ဖြစ်ပျက်ကိုကျွန်တော်ပြောနေတာဖြစ်ပါတယ်တကယ်data အတီးကျွန်တော်ဥမာမြန်မာနိုင်ငံနဲ့တော့ဒါရိုက်သက်ဆိုင်ခြင်းမှာသက်ဆိုင်မယ်ဒါပေမဲ့ principle တော့ရှိနေမှာပဲပေါ့เนาะဆိုတော့ number 9ကတော့ cultural normalizations of infidelity ပေါ့เนาะဆိုတော့ဒါကကြတော့ကျွန်တော် TV show တွေ movie တွေ music တွေနားထောင်ခြင်းအပြင်ဒီကနေကြားရတဲ့ဟာတွေကျွန်တော်တို့ဒီပတ်ဝန်းကျင်ရလွှမ်းမိုးမှုပေါ့เนาะဒါတွေကနေရရှိလာတဲ့အရာတွေဖြစ်တယ်Angela Jolie လာသူဆိုရင်တော့သူများယောက်ျားကိုခြူစားမှเนาะသူ့ကိုသူတော်တယ်ပေါ့เนาะအဲ့လိုမျိုးယုံကြည်တာဖြစ်တယ်သူများယောက်ျားကိုပဲလိုချင်တာဖြစ်တယ်အဲ့လိုခက်ကြီးကလည်းဝမ်းနဲ့စရာရောက်ရှိလာတာဖြစ်တယ်တချို့အဲ့ဒါကြောင့်သူများယောက်ျားကိုမှရအောင်ယူတတ်တဲ့လူလည်းတချို့ရှိတယ်အဲ့ဒါဂုဏ်ယူစရာမဟုတ်ပဲနဲ့ဒါအပြစ်ကြီးလွန်းတဲ့အပြစ်ဖြစ်ပါတယ်တမင်တကာပြုလုပ်ခြင်းဟာပေါ့เนาะမတော်တဆအဲ့လိုချစ်ကြိုက်မိသွားတာလည်းရှိတတ်တယ်အဲ့ဒါတော့သူတို့ရဲ့ကန်ဆိုးမှုပေါ့เนาะကန်ဆိုးမှုလို့ပြောမယ်ဒါပေမဲ့တချို့ကြတော့ရည်ရွယ်ချက်ရှိလုပ်တာလည်းရှိနိုင်တယ်နံပါတ် 8ကြတော့ဒီမူရစ်ဆေးဝါပေါ့เนาะအရက်တွေဒေစာတွေမူရစ်ဆေးဝါတွေကြောင့်ဖြစ်လာတဲ့ဟာပေါ့เนาะဒါမှမဟုတ်ရင်သူများအာတမပြုခြင်းခံရတာပေါ့လို့ရှိတတ်တယ်တချို့ကပေါ့အပျော်ပါဆိုပြီးမိတ်ဆွေတွေနဲ့ပေါင်းပြီးသူတို့တငယ်ချင်းတွေနဲ့တွားပြီးတော့အပြင်တွေတွားပြီးတော့ညတွေမှာတွား night out ဆိုပြီးတော့ထွက်ပြီးတော့တငယ်ချင်းတွေကရက်တောက်တယ်ဒါပေမဲ့နည်းနည်းများလာတဲ့အခါကျတော့သူအိယာနိုးတော့ဘယ်သူအိမ်မသိဒါမှမဟုတ်ဘယ်ဟိုတယ်မသိရောက်ရှိသွားတာမျိုးအဲ့လိုမျိုးလေးတွေပြီးတော့နောက်ထပ်အိမ်ထောင်ထရေးထပ်ဖောက်ပြန်တာပေါ့နော်ဆိုတော့ဗီဒီယိုရိုက်ခံရပြီးတော့သူ့ကိုချိန်ချောက်ပြီးတော့အဲ့လိုမျိုးတွေပေါ့ကအစားပေါ့နော်ရှိတတ်တယ်ပေါ့နော်ဆိုတော့ဘာသာရေးမှာဘာသာတရားမရှိတဲ့အကြောင်းအရာလည်းပါတယ်တဲ့ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဘုရားကျောင်းပုံမှန်မသွားဘဲနဲ့ဘာသာတရားကိုစိတ်ဝင်စားတဲ့လူတွေလည်းအိမ်ထောင်ဖောက်ပြန်ဖို့တိတ်လွယ်ကူတယ်လို့ပြောတယ်ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဘုရားကျောင်းကိုဇနီးမောင်နှံနှစ်ယောက်ပုံမှန်သွားတဲ့လူတွေအိမ်ထောင်ဖောက်ပြန်ဖို့တအားခက်ခဲသွားတယ်เนาะအဲ့ဒါလေးလည်းရှိတယ်ဆိုတော့သူတို့ကောင်းတဲ့ကျင့်စာရိတ္တကိုပုံမှန်မယူဘဲနဲ့ဒီလိုလှုပ်ချင်တာလုပ်နေတဲ့ဟာပေါ့เนาะနောက်တစ်ခုတော့ long distance relationship ပေါ့เนาะဒါစစ်တပ်ထဲသွားတာတို့အကြောင်းမျိုးကြောင့်အိမ်ထောင်တွေတယောက်တနေရာမှာရှိနေတာကြာလွန်သွားတဲ့အခါကျတော့အိမ်ထောင်ဖောက်ပြန်မှုနီးစပ်တဲ့လူတွေနဲ့ဖောက်ပြန်တာမျိုးဖြစ်တတ်တယ်တဲ့ဟုတ်ပြီဒီတော့ကျွန်တော်တို့ Adventist တမန်ကျမ်းစာကင်ထားတဲ့လူတွေအနေနဲ့ဘယ်လိုဒီဟာကိုဘယ်လိုပြောမလဲဆိုတော့ဒီနေရာမှာကျွန်တော်တိုက်တဲ့ဟာလေးပေါ့နော် Well these are common reason ဒီဟာတွေကတော့ပုံမှန်ဖြစ်နေတဲ့အကြောင်းအရာဖြစ်ပေမဲ့ non justified adultery အိမ်ထောင်ဖောက်ပြန်ခြင်းကိုတော့ဒီဟာတွေကြောင့်မှန်တယ်လို့ပြောလို့မရပါဘူးဒါငါယောက်ျားကအဝေးရောက်နေတာကိုဒါကြောင့်ငါဖောက်ပြန်တာပဲဆိုပြီးတော့ကိုအဲ့ဒါကြောင့်မှန်တယ်လို့ပြောလို့မရပါဘူးတဲ့ဆိုလိုတဲ့သဘောကဒီအကြောင်းအရာတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဒါအိမ်ထောင်ဖောက်ပြန်ဖို့ခွင့်ပြုတဲ့အရာမဟုတ်ဘူးဘယ်လောက်ပဲအနေဝေးနေဘယ်လောက်ပဲအိမ်ထောင်မှာတယောက်နဲ့တယောက်အကြိုက်မတူနေပဲနေအိမ်ထောင်ဖောက်ပြန်ခြင်းဆိုတာလုံးဝမရှိ
ရဘူးတယောက်နဲ့တယောက်သစ္စာရှိစွာရှိရမယ်အဲ့ဒါကကို့အမျိုးသားကကို့အမျိုးသမီးကတစ်ချိန်လုံးကဖောက်ပြန်ခဲ့ဘူးတဲ့တည်တယ်ဆိုရင်လဲကိုနောက်ထပ်ဖောက်ပြန်ဖို့ခွင့်ပေးတဲ့အရာမဟုတ်ဘူးအဲ့ဒါကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်နဲ့ကျွန်တော်တို့လုပ်ပြီးသားတရားတစ်ခုဖြစ်သွားပြီတဲ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့commitment လို့တယ်တယောက်နဲ့တယောက်ဆက်သွယ်ဖို့လို့တယ်ပေးဆက်ဖို့လို့တယ်သစ္စာရှိဖို့လို့တဲ့အကြောင်းကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဟုတ်ပြီနောက်ပိုင်းကိုကျွန်တော်ခတ်တွတ်လေးသွားရအောင်နော်ဆိုတော့သူမရောက်အပြစ်မှားတယ်ဆိုတာကာယကံမြောက်ကျိုးလွန်မှဖြစ်တာလားဆိုတော့ခရစ်တော်ကအဲ့လိုမျိုးမပြောဘူးကျွန်တော်လုံးနဲ့ဆိုင်တဲ့အရာဖြစ်တယ်လုံးသားနဲ့ဆိုင်တဲ့အရာဖြစ်တယ်တဲ့မာသဲက29-28မှာသူမရောက်မပြစ်မှားရဟုသောရှေးပြည့်ညတ်စကားကိုသင်တို့ကြားရပြီငါပြည့်ညတ်ဒီကကိလေသာစိတ်နဲ့သူမရောက်ကိုကြီးရှုတော်သူဒီစိတ်နှလုံးထဲ၌ထိုမိန်းမနဲ့ပြစ်မှားပြီနော်တရားဟောဆရာတရားပါပြောဖို့လဲဆိုတော့မိန်းမကိုတရားကြည့်တာအပြစ်မဟုတ်ဘူးတဲ့ဒါပေမဲ့နောက်ထပ်တစ်ခါပြန်ကြည့်တာကအပြစ်ဖြစ်တယ်လို့ပြောတယ်ဆိုတော့နှစ်ခါကြည့်ခြင်းကအပြစ်ဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ပထမတစ်ခါကြည့်လိုက်တာအမင်တကာတမန်ကရှန်ကပဲကြည့်လိုက်တာပဲဒါပေမဲ့ဒုတိယတစ်ခါပြန်ကြည့်တဲ့အခါကျတော့တခုခုစိတ်ဝင်စားလို့ကြည့်လိုက်တာဖြစ်တယ်ဆိုတော့ပြောချင်တာကျွန်တော်တို့အမတာမစိတ်ထဲကနေပြစ်မှာစပြစ်မှာလာတော့ကျွန်တော်စကြည့်တဲ့ခါတည်းကဖြစ်လာတဲ့အကြောင်းအရာဖြစ်တယ်တဲ့နော်ဆိုတော့ကျွန်တော်တို့စိတ်နှလုံးထဲကနေသစ္စာရှိဖို့လိုရတယ်အဲ့ဒါမှကျွန်တော်ခေါင်းထဲမှာကျွန်တော်နှလုံးသားထဲမှာကျွန်တော်သစ္စာရှိရမှာဖြစ်တယ်အဲ့ဒါကြောင့်တခြားလူတွေရဲ့အိမ်ထောင်ရေးကိုလည်းကျွန်တော်တို့တန်ဖိုးထားပေးရမယ်ကိုယ်တိုင်ရဲ့အိမ်ထောင်ဖွဲ့ဘက်ကိုလည်းကျွန်တော်တို့အိမ်ထောင်ရေးကိုလည်းကျွန်တော်တန်ဖိုးထားရမှာဖြစ်တယ် Adventist Home စာမျက်နှာ120ထဲမှာတသမမြောက်ပြည့်ညတ်တော်ဒီကာမဂုဏ်နဲ့ဆိုင်သောအပြုအမူများကိုတာမကထိုအပြုအမူများစီသို့ဥတီစေသောကာမအရာကစံတိအတွေးနဲ့အလိုဆန္ဒများကိုလည်းတာမြစ်ထားစိတ်နှလုံးတန့်ရှင်းခြင်းဒီခရိယံအသက်တာ၏အခြေခံကြဆုံးသောအရာဖြစ်သည်တဲ့စိတ်မတန့်ရှင်းမှုဆိုရင်တော့ကာယကံမြောက်ကျိုးလွန်ဖို့တိတ်ကိုလွယ်ကူလာတာဖြစ်တယ်ဆိုတော့လူတစ်ယောက်ကကာယကံမြောက်မကျိုးလွန်ခင်သူ့စိတ်ထဲမှာအဲ့ဒီဟာကဆွဲနေပြီးသားဖြစ်တယ်အဲ့ဒီဟာကိုအချိန်ပေါင်းများစွာဆွဲလာတဲ့အခါကျတော့ကာယကံမြောက်စပြီးတော့ကျိုးလွန်လာတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့စိတ်နှလုံးကိုထိမ့်သိမ့်ဖို့တအားလိုအပ်တာဖြစ်တယ်ကာယကံမြောက်ကျိုးလွန်ဖို့ကအဝေးကြီးလိုသေးတယ်စိတ်ကအရင်ပြစ်မှားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အိမ်ဘေးကလူတွေနော်နည်းနည်းစိတ်ထဲမှာသဘောကျနေတယ်ဆိုရင်အဲ့ဒီလူတွေကိုလုံးဝရှောင်ပါဘာဖြစ်လို့လဲဆိုတော့စပြီးတော့နည်းနည်းသဘောကျလာတာနဲ့အမျှနော်အချိန်တယောက်နဲ့တယောက်ပေးလာတယ်နော်နှုတ်ဆက်လာတဲ့စကားပြောလာတယ်ယဉ်နီးလာတယ်နောက်ကျတော့လွန်ကျူးဖို့အတွက်အထိရောက်ရှိလာနိုင်တဲ့အတွက်ကြောင့်လုံးဝအဲ့ဒီအမှုကိုရှောင်ရှားဖို့တဲ့အရေးကြီးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အရှင်းချင်းရရှိဖို့အတွက်သင်ကျဲခြင်းအသက်တာရရှိဖို့အတွက်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲပေါ့နော်လက်တွေ့ကြတဲ့အရာဖြစ်တယ်ကျွန်တော်တို့ဖိလိပ္ပိခန်းကြီးလေးငယ်8ထဲမှာထိုတို့နဲ့ညီချမ်းစာလာဒီကမြင့်သောအရက်တို့တက်ကြွတော်မူသဖြင့်များစွာသောသူတို့ကိုဖန်တော်မူလူတို့အားဆုလတ်များကိုပေးတော်မူတဲ့sorry ကျမ်းချက်ကမားနေတာဖိလိပ္ပိခန်းကြီးလေးငယ်8ကိုဖတ်ထားစေချင်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဖျားလိုခြင်းတဲ့အရာကတန့်ရှင်းသောအရာမြင့်မြတ်သောအရာကောင်းသောအရာကျွန်တော်တို့လိုချင်ဖို့အတွက်ကျမ်းစာကကျွန်တော်တို့ဖော်ပြထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ခေါင်းထဲမှာဖျားနဲ့သက်ဆိုင်တဲ့အရာတွေဒါကျွန်တော်တို့ကိုလွှမ်းမိုးပါစေတနည်းအားဖြင့်ပြောမယ်ဆိုကျွန်တော်နားထောင်တဲ့သချင်းတွေနော်အခုတလောကိုရီးယားသချင်းတစ်ခုပေါ်လာတယ် APT ဆိုတဲ့စကားလုံးသချင်းပေါ့နော်အဲ့ဒီသချင်းကလူငယ်လေးတွေကလောင်းကြီးလောက်ကြတယ်သူတို့တယောက်ပြီးတယောက်တစ်ခုခုလောက်တယ်ပြီးတော့မားရင်တယောက်အရက်တောက်တယ်မိုးယူပြီးတော့ကြိုက်တဲ့နေရာမှာအိတ်လိုက်တယ်အဲ့ဒီချိန်မှာမတော်မတရားသူတို့နေကြတယ်အဲ့ဒီသချင်းကိုအားပေးတဲ့သချင်းတပုတ်ရှိတယ်ကျွန်တော်ဘာသာကမဆိုချင်ဘူးအဲ့ဒီတော့ကြောင့်ကျွန်တော်တို့ကြားရတယ်ကလေးတွေကအစားအကုန်လုံးသိတယ်အဲ့လိုမျိုးသချင်းတွေဆိုဖန်များလာတဲ့ခါကျတော့လူတွေကဥမာကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်တော့ဘူဘူဟန်သချင်းရှိတယ်ရီစားနှစ်ယောက်ထားတာအတော်ပဲစားတဲ့သချင်းတွေပေါ့နော်ပြီးတော့ကောလေးရောက်ပြီနော်ရီစားလို့ချင်းတယ်မင်းရီစားကနော်ငါရီစားထက်ပူချောတယ်စသဖြင့်ဒီလိုသချင်းတွေကျွန်တော်ကြားတဲ့အခါမှာဖောက်ပြန်တဲ့သချင်းတွေဖြစ်တယ်နော်သစ္စာမရှိတဲ့ဖောက်သချင်းတွေဖြစ်တယ်အဲ့ဒါတွေကိုကျွန်တော်တို့လွှမ်းမိုးလာတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒါတွေနဲ့ကြီးပြင်းလာအဲ့ဒါကိုလက်ခံလာတယ်ကျွန်တော်တို့ဒီနေ့ TikTok တွေကြည့်တယ်Facebook တွေကြည့်တယ် YouTube တွေကြည့်မယ်ဆိုရင်ဒီဖောက်ပြန်တဲ့ဟာတွေပဲတွေ့ရတယ်နော်ဇလန်းတွေကအစ media တွေက friendship ကအစအကုန်လုံးကဖောက်ပြန်တဲ့ဟာတွေပဲတွင်တင်ပေးနေတာဝမ်းနဲ့ဆက်တွေ့ရတယ်အဲ့ဒီထဲမှာကျွန်တော်မမျောသွားဖို့တအရေးကြီးတာဖြစ်ပါတယ် guarding the eyes ကျွန်တော်တို့မျက်စိကိုထိန်းသိမ်းရမယ်ခုနကကျွန်တော်လုံးဖြစ်တဲ့အခုမျက်စိဟုတ်ပြီယောဘခန်းကြီး31ငယ်3ငယ်1မှာငါဒီအပြိုကိုမျှမကြည့်ရှုမြေကြောင်းကိုမျက်စိနဲ့ပရိညင်ဝန်ခံခြင်းကိုပြုပြီးတဲ့အပြိုကိုတော့မကြည့်မိဖို့လို့ပြောတယ်နော်ယောဘအရန်ချမ်းသာတယ်သူကတော့ကမရပြိုင်ထားခြင်းကအပြစ်မဟုတ်ဘူးလူတွေအကုန်လုံးလက်ခံနေရပဲဒါပေမဲ့သူလုံးဝမရပြိုင်မထားခဲ့ဘူးမချမ်းသာတော့မဟုတ်ချမ်းသာတယ်ယောက်ျားတွေကချမ်းသာရင်အဲ့ဒီမှုတွေကိုသူကအားဖြူကျင်ကြတယ်ဒါပေမဲ့ယောဘတော့ဒါလုံးဝမပြုတ်ပဲနဲ့သူ့မျက်စိကိုပရိညင်ပြုတ်တယ်တဲ့ဒီကနေ့တင့်မျက်စိကိုပရိညင်ပြုတ်ဖို့လို့သလားကျွန်တော်တို့မကောင်းတဲ့ဇလန်းတွေချိပြီးတော့ကျွန်တော်တို့
မျက်စိသူများမရဒါမှမဟုတ်အပြိုဖြစ်ကြည့်ပြီးတော့နော်မျက်လုံးဝါကြီးကြည့်ပြီးတော့ဒီပြစ်မားနေတဲ့အပြစ်လုံနေတဲ့ဟာကြီးကိုအားရပြီးတော့စိတ်နှလုံးထဲမှာကြည်ညူးနေပြီးတော့ကြည်နေသလားနော်ကျွန်တော်အုံနောက်ထဲမှာထွက်တဲ့ဟော်မုန်းတစ်မျိုးကအယမ်းကိုဆိုးတယ်အဲ့ဒါတွေကြည့်ပြီးဆိုရင်ပြီးတော့ဒါတွေကိုဆွဲလန်းပြီးတော့အပြင်မှာလက်တွေ့လှုပ်ချင်လာတယ်ပြီးတော့ကိုယ်အိမ်ဘေးနာကသူများမရဖြစ်စေကိုနဲ့ကိုယ်တငယ်ချင်းတွေရဲ့မရဖြစ်စေကိုယ်တငယ်ချင်းတွေရဲ့လင်တွေဖြစ်စေနော်မိတ်ဆွေတွေအဲ့ဒါတွေကိုတတ်မှတ်လာတယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ရှောင်ရမှာဖြစ်တယ်မျက်စိနဲ့တောင်မှကျွန်တော်တို့ပြင်ရင်ပြုရမှာဖြစ်တယ်မကြည့်ရဘူးပေါ့နော် Advantage Home စာမျက်နှာ340ထဲမှာအိမ်ထောင်တစ္ဆာတရားသည်တဲ့လူတို့ထင်နေတဲ့ပိုပြီးကျယ်ပြန့်တယ်၎င်းဒီအချင်းချင်းတစ္ဆာရှိနေထိုင်ရန်ဘုရားသခင်ရှေ့တွင်ပြုလုပ်သောအဋိဌာန်တာမကစိတ်နှလုံးတန့်ရှင်းခြင်းအတွေးအခေါ်ဖြူစင်ခြင်းနဲ့အပြုအမူတို့တွင်လည်းစုံလင်စွာပါဝင်တယ်စိတ်နှလုံးအတွေးအခေါ်အပြုအမူအားလုံးတန့်ရှင်းအောင်နေထိုင်ရမှာဖြစ်တဲ့အကြောင်းဖော်ပြထားတာဖြစ်တယ်နောက်ထပ်တစ်ခုကတော့ strengthening marriage ကျွန်တော်တို့ရဲ့အိမ်ထောင်ရေးကိုကျွန်တော်တို့ခွန်အားရှိအောင်လုပ်ရမှာဖြစ်တယ်ဒေသနာ9ငယ်9ထဲမှာနေရန်အောက်မှာပေးသနာတော်မူသောအနတ္တအသက်ကာလပတ်လုံးတင်ချစ်သောမယားနဲ့ရှင်လန်းစွာအသက်ကာလကိုလွန်စေလောဤ၍ကအသက်ရှင်နေရန်အောက်မှာကြိုးစားအားထုတ်ရ၌တင်ခံရသောအကျိုးပေးသည်တင်းရဲ့အိမ်ထောင်ဖက်နဲ့ရှင်လန်းစွာနေပါတဲ့အိမ်ထောင်ဖက်ကိုအချိန်ပေးပါအတူတကွဆူတောင်းပါပြီးတော့သူ့ကို dating လုပ်ပါနော် dating လုပ်တယ်လို့ပြောတဲ့အခါမှာသူ့ကိုအချိန်ပေးပြီးတော့အိမ်ထဲမှာပဲဖြစ်ကျွန်တော်တို့နော်ဟိုကမ်းခြေသွားစရာမလိုအိမ်ထဲမှာလည်းpicnic ပုံစံလုပ်လို့ရတယ်ကျွန်တော်အမျိုးမျိုးတီထွင်လို့ရတယ်စုအတူတကွတောင်းဖို့လိုအပ်တယ်သူ့ရဲ့ခံစားချက်တွေတော့မေးဖို့လိုအပ်တယ်တယောက်နဲ့တယောက်အချိန်ပေးဖို့လိုအပ်တယ်ဆိုတာကျွန်တော်သိရပါတယ်နောက်ဒီတစ်ခုပေါ့နော် accountability and boundary ပေါ့နော်ကျွန်တော်တို့အနေနဲ့ဘောင်ခတ်ထားမယ်ပြောချင်တာကျွန်တော်တို့စီမင်းစည်းကမ်းတွေတနည်းအားဖြင့်ကျွန်တော်တို့တက်ရပတ်တဲ့အကြောင်းတွေကိုကျွန်တော်တို့အကန့်အသတ်ထားဖို့လိုအပ်တဲ့အကြောင်းတွေမှာဖော်ပြထားပါတယ်ကော့ခိုင်း30ငယ်73မှာလူနိုင်ဖြစ်တတ်သောစုံစမ်းနောက်ဆက်ခြင်းကိုသာတင်တို့ဒီခံရကြတယ်ဘုရားသခင်ကတင်တစ္ဆာနဲ့ပြည့်စုံတော်မူသည်ဖြစ်တင်တို့မခံနိုင်သောစုံစမ်းနောက်ဆက်ခြင်းကိုတင်တို့နဲ့ရောက်စိမ့်သောကအခွင့်ပေးတော်မမူတင်တို့ဒီခံနိုင်မြင်ကြောင်းစုံစမ်းနောက်ဆက်ခြင်းရတဲ့တကွထွတ်မြောက်သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်ဒီကနေ့လူတွေစုံစမ်းခြင်းထဲမှာကြားတယ်ဆိုတာသူတို့မခံနိုင်လို့မဟုတ်သူတို့ကိုယ်တိုင်ပါသွားလို့ဖြစ်တယ်ဒီတော့ကျွန်တော်တို့မခံနိုင်တဲ့စုံစမ်းခြင်းတစ်ခုမှကျွန်တော်တို့စီမှာမရောက်ဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့ temptation စုံစမ်းခြင်းကိုကျွန်တော်တို့ကြော်လွှားနိုင်တယ်ဆိုတာကိုကျွန်တော်သတိပေးခြင်းနဲ့မကြော်လွှားခြင်းလို့တာမကြော်လွှားကြတာဖြစ်တယ်အဲ့ဒါကြောင့်ဖခင်ကျွန်တော်မခံနိုင်လို့ကျွန်တော်နော်ရောတတ်တောင်မှသူ့အိယာထဲမှာလာအဲ့ရပေါ်မှာရောက်နေတဲ့လူတောင်မှသူထွက်ပြေးနိုင်သေးတယ်ဘာမှမဖြစ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်သတိထားစေချင်တယ်တုတ်တန်9ထဲမှာတစ်ကနေ23ကိုကြည့်တဲ့အခါမှာလူငယ်လေးတယောက်ကိုသူ့ရဲ့ဖခင်ကမိမပြက်တွေရဲ့ဂျီစားတတ်တဲ့ဟာတွေမိမပြက်တွေရဲ့မြူဆွဲတတ်တဲ့ဟာတွေကိုတင်ထားတာကျွန်တော်တွေ့ရတယ်ဒီတော့ကျွန်တော်တို့ရဲ့လူငယ်တွေကျွန်တော်သားတွေသမီးတွေကိုနော်ဒီလိုစုံစမ်းခြင်းတွေရှိတဲ့အကြောင်းကိုသူတို့အရွယ်နဲ့အမျှကျွန်တော်သင်ပေးရမှာဖြစ်တယ်နော်ကလေးငယ်ဆိုရင်နည်းနည်းငယ်သေးတယ်ဆိုရင်သူတို့ရဲ့ရင်ဘတ်ကိုမျိုးသမီးဆိုရင်ပေါ့နော်ရင်ဘတ်ကိုလာကင်ရင်မကင်ခိုင်းရဘူးသူတို့ရဲ့နော်မိန်းမကိုယောက်ျားကိုလာကင်ရင်ထိရင်မထိခိုင်းရဘူးသူတို့ကိုဘယ်နေရာကင်ရင်ဘယ်လိုမလုပ်ရအောင်ဆိုတာသူတို့ကိုသူတို့အရွယ်နဲ့မြတ်သင်ပေးရမှာဖြစ်တယ်ကြီးလာတဲ့အခါမှာလည်းဒါတွေကိုသင်ပေးရမှာဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ဒီလိုပြစ်မှားတဲ့ဟာတွေကိုကျွန်တော်စီစစ်ကြည့်တဲ့အခါကျတော့သူတို့ငယ်ငယ်ကလေးကဒီဟေယာနေဒီမှာယဉ်နီးခဲ့တဲ့လူတွေအဲ့လိုကျူးလွန်ခံရတဲ့လူတွေကတစ်သက်လုံးပျက်စီးတတ်တယ်ဘာဖြစ်လို့ဆိုတော့သူတို့လက်ခံသွားတာကိုဆိုတော့အဲ့ဒါကိုကျွန်တော်တို့ငငယ်ကလေးကစီးသားရမယ့်အကြောင်းအရာလည်းရှိပါတယ်ကျွန်တော်တို့ဖခင်ကကျွန်တော်တို့ဒီလိုထဲမှာကြာသွားတဲ့လူတွေကိုကယ်တင်နိုင်တဲ့အစွမ်းတကူဖခင်မှာရှိတယ်တိရောအခန်းကြီး1အငယ်9မှာဘာဖော်ပြလဲဆိုတော့တင်းတို့ပြစ်မှားမိတဲ့လူရှင်ဖခင်သခင်ကခွင့်လွှတ်နိုင်တယ်သွားတောင်းပါမယ်ဆိုရင်သူကခွင့်လွှတ်ပေးမယ်လို့ပြောတယ်ဆိုတော့ကျွန်တော်အပြစ်ကိုဖခင်စီတောင်းပါရင်ဖခင်ကျွန်တော်ခွင့်လွှတ်မှာပဲဥပမာအနေနဲ့ယောဟန်ခန်းကြီး10ထဲမှာကြည့်မယ်ဆိုရင်1ကနေ18မှာပြစ်မှားနေတဲ့မျိုးသမီးတယောက်တွေ့တယ်ခုနကကျွန်တော်တို့အစပိုင်းမှာဖတ်တဲ့ဝိပ္ပယကျမ်းထဲမှာဖတ်တယ်လို့ပဲနှစ်ယောက်စလုံးကိုခဲနဲ့ပေါက်တတ်ရမှာဖြစ်တယ်ဒါပေမဲ့ဆွဲလာတဲ့အခါမှာဖခင်ဘာပြောလဲမိန်းမကိုမေးတယ်နင့်ကိုဘယ်သူစီရင်လဲလို့ပြောတဲ့အခါမိန်းမကလည်းဘယ်သူမျှမစီရင်ပါသခင်လို့ရှောက်တယ်တဲ့ငါဒီလည်းတင်ရမှုကိုမစီရင်သွားတော့အနောက်တဖန်လူစရိုက်ကိုမပြုနဲ့လို့မိန့်တော့သွားပြီးတော့သွားပါမပြုတ်နဲ့တော့ဒီအပြစ်မျိုးမလုပ်နဲ့လို့ပြောတာဖြစ်တယ်ဒီတော့ကျွန်တော်တို့ရဲ့အသက်တာမှာဖခင်သခင်ကကျွန်တော်တို့ကိုပြစ်မှားမိတဲ့လူရှိမယ်ဆိုရင်ဒီနေ့ကျွန်တော်တို့ကြီးရှုနေတဲ့လူတွေထဲမှာတဲ့သက်တာမှာပြစ်မှားနေတယ်ဆိုရင်ဂျေဇုပြုတ်ပြီးတော့ရက်တော့နောက်တစ်ခါမလုပ်နဲ့တော့လို့ကျွန်တော်အနေနဲ့အားပေးခြင်းပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ကိုဖခင်သခင်ကသစ္စာရှိဖို့ခေါ်တာဖြစ်တယ်ဖခင်ကခုနပြောသလိုမျိုးပဲအိမ်ထောင်ဖက်ပြုတ်တယ်ဆိုတာယောက်ျားမိန်းမယောက်ျားတစ်ယောက်မိန်းမတစ်ယောက်အိမ်ထောင်ပြုတ်တယ်တစ်ချိန်တည်းမှာပဲဖခင်လည်းသူတို့ကြားထဲမှာပါလာတာဖြစ်တယ်ဖခင်ကအိမ်ထောင်ပြုတ်ခြင်းကိုသူတေချာဆွဲပြီးတော့တေချာစီမံပြီးတော့လုပ်ထားတဲ့အရာကိုသူတန်ဖိုးထားပြီးမျက်နှိုးတဲ့ဟာကိုကျွန်တော်တို့ကဖျက်ဆီးမယ်ဆိုရင်စာတန်ရဲ့အတုံးခံဖြစ်သွားလိမ့်မယ်စာတန်ရဲ့လက်ကင်တို့ဖြစ်သွားလိမ့်မယ်စာတန်ကဖခင်တေချာစီမံထားတဲ့ဟာကိုစာတန်ကဖျက်ဆီးခြင်းတာဖြစ်တယ်เนาะအဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒီအမှုကိုမပြုလုပ်ဖို့သိအရေးကြီးတာဖြစ်ပါတယ်ယာကုပ်4အငယ်4ထဲမှာကြည်တဲ့အခါမှာကျွန်
ကျွန်တော်တို့လောကရဲ့တတ်မှတ်မှုတွေနောက်ကိုမလိုက်ပဲနဲ့ဖယားကိုထားခဲ့ပြီးတော့အဲ့ဒီနောက်ကိုမလိုက်မိဖို့เนาะကျွန်တော်တို့ကိုတတိပေးမိပါတတိပေးထားပါတယ်ကျွန်တော်တို့ဝိညာဉ်ရေးရာဟောက်ပြန်မှုကိုဒီနေရာမှာရေးထားတာဖြစ်ပါတယ်ကျွန်တော်တို့နဲ့ဒီအမှုကိုမပြုံးမိဖို့ဟောရှေကန်းချင်းနဲ့ငယ်နှစ်ကနေ9ကိုကြည့်တဲ့အခါမှာဟောရှေရဲ့ဇနီးကတွေ့ရလူနဲ့အောက်ကောက်ပါသွားတယ်သူ့ယောက်ျားကိုထားခဲ့တယ်ဝိညာဉ်ရေးအခြေအနေကိုလည်းဤသီလရဲ့ဝိညာဉ်အခြေအနေကိုလည်းဖယားကဒီဟာနဲ့ဖော်ပြပေးတယ်တနည်းအားဖြင့်ကျွန်တော်တို့အိမ်ထောင်ရေးဖောက်ပြန်တဲ့အခါမှာဝိညာဉ်ရေးကလည်းဖောက်ပြန်တာနဲ့အတူတူပဲဖြစ်တယ်ဒီနှစ်ခုကျွန်တော်ခိုင်းနိုင်ပြီးတော့ဖယားကဘလောက်ထိတောင်မုန်းတယ်လဲဆိုတာအိမ်ထောင်ဖောက်ပြန်ခြင်းနဲ့ဝိညာဉ်ဖောက်ပြန်ခြင်းကိုတောင်ခိုင်းနိုင်ပြီးတော့ဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်ဗျာဒိတ်16ခွန်နဲ့8မှာကြည့်မယ်ဆိုရင်လည်းဖယားကသူ့ရဲ့တတို့သမီးကိုတန့်ရှင်းပြီးတော့နော်သူ့ပြန်လာတာကိုစောင့်နေတဲ့အရာကိုလိုချင်တဲ့အကြောင်းကိုဖော်ပြထားတာကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့ဒီနေ့ challenge အနေနဲ့ကြည့်မယ်ဆိုရင်တော့သင်ဟာတကယ်လို့အိမ်ထောင်ဘက်မရှိဘူး single ဖြစ်နေတယ်ဆိုရင်တော့သင်ကိုသင်တန့်ရှင်းဖြစ်အောင်နေပါသင်ရဲ့အနာကအိမ်ထောင်ဖက်အတွက်ကို save ထားပါကိုတင်ထားပါထိမ့်နေထားပါဘာဖြစ်လို့လဲဆိုတော့တင့်အိမ်ထောင်ဖက်ကိုတင်းရဲ့ခန္ဓာကိုတင်းရဲ့စိတ်အုံလုံးကိုပေးဖို့လိုအပ်ပါတယ်အဲ့လိုဖောက်ပြန်တဲ့လူတွေကတော့နော်သူတို့ရဲ့အတိတ်မှာဟိုလူဒီလူသူတို့မှာစိတ်တွေအများကြီးထွေပြားနေနိုင်တယ်ပြီးတော့မကောင်းတဲ့ဟာတွေသူတို့လှုပ်ခဲ့ပူပြီးတာဖြစ်တဲ့အတွက်ကြောင့်သူတို့တရှုပ်တယ်အဲ့ဒါကြောင့်သင်ဟာ single ဖြစ်နေခဲ့မယ်ဆိုရင်နော် commit to purity တန့်ရှင်းအောင်ကိုဆက်ကပ်ထားပါတကယ်လို့မြတ်သင်ဟာအိမ်ထောင်တယ်ဖြစ်နေခဲ့မယ်ဆိုရင်ဖယားနဲ့တင်ရဲ့အိမ်ထောင်ဖက်မှာပြုလုပ်ခဲ့တဲ့အိမ်ထောင်အတွက်ဂတိသစ္စာတွေကိုအမြဲတမ်း renew လုပ်ပါအမြဲတမ်းပြန်ပြီးတော့တစ်ဖြစ်အောင်လုပ်ပါလို့ကျွန်တော်အနေနဲ့ပေးတိုက်တွန်းခြင်းနဲ့နောက်ဆုံးကျွန်တော်လူသားအားလုံးအတွက်တော့ကျွန်တော်တို့စုံစမ်းခြင်းလာပြီဆိုရင်စုံစမ်းခြင်းကနေထွက်ပြေးရမှာဖြစ်တယ်တေကောခိုင်းကြီးကြောင့်ငယ်ဆက်ရှင်မှာမတရားသောမိထုံကိုကျင်းဆောင်လောလူပြုတ်တတ်သောအခြားသူစီရှိသမျှတို့ဒီကိုပြင်၌ရှိကြ၏မတရားသောမိထုံကိုပြုတ်သောသူမူကမိမိကိုပင်ဖြစ်မှာ၏အခြားအပြစ်နဲ့မတူဘူးတဲ့မတရားသောမိထုံလို့တာကနော်တစ်ကော3ထဲမှာလည်းရေးထားတယ်6ထဲမှာလည်းရေးထားတယ်ဒီခန္ဓာကိုယ်ကြီးညှိညိုးပြီးတော့တခြားနဲ့မတူဘူးဒီကာမဂုဏ်နဲ့နော်ဒီကာမနဲ့ပတ်သက်ပြီးတော့လိန်နဲ့ပတ်သက်ပြီးတော့ပြစ်မှာခြင်းဟာတကယ်ကိုဒီဖယားရဲ့ဗိမာန်တော်ကိုဖျက်ဆီးခြင်းဖြစ်တယ်လို့ရေးထားပါတယ်အဲ့တော့ကျွန်တော်တို့လက်တွေ့အနေနဲ့ဘယ်လိုလှုပ်ဆောင်ရမလဲနံပါတ်1ကျွန်တော်ဆုတောင်းဖို့လိုတယ်ဒီလိုစုံစမ်းခြင်းလာပြီးဆိုရင်ဆုတောင်းပါထွက်ပြေးပါနော်တုတ်တန်ကျမ်း4ငယ်23မှာအတိတ်နှလုံးဒီတဲ့ဒီမှာလုံးဒီလုံးရေးထားတယ်နာကိုကြခဲ့တယ်နော်နှလုံးဒီအတိတ်အခြေအမြစ်ဖြစ်သောကြောင့်တင်းနှလုံးကိုအထူးသဖြင့်စောင့်ရှောက်ပါနော်စိတ်ထဲမှာငါဘယ်လိုဖြစ်နေလဲငါအိမ်ထောင်ဖက်နဲ့ငါမချေနိုင်ဘူးအဲ့ဒါတွေမတွေးမိနဲ့ဟိုသူမြတ်အိမ်ထောင်ဖက်ကိုလည်းမလိုချင်နဲ့နှလုံးကိုစောင့်ရှောက်ပါဒါကအရန်ရေးကြီးတာဖြစ်တယ်ကျွန်တော်တို့အနေနဲ့ဒီစုံစမ်းခြင်းမျိုးခံနိုင်မဲ့နေရာမှာ online မှာဖြစ်စေအဲ့ဒီလူနဲ့ဖြစ်စေလုံးဝမထိတွေ့မိဖို့လုံးဝရှောင်ကျဉ်ဖို့အမှန်တမ်းအရေးကြီးပါတယ်ကျွန်တော်တို့အိမ်ထောင်ဖက်ပေါ်မှာကျွန်တော်အချိန်ပေးဖို့လိုအပ်တယ်လူနဲ့ဆက်သွယ်ဖို့လိုအပ်တယ်ပြီးတော့တယောက်နဲ့တယောက်ဖယားသခင်ကိုလည်းယုံကြည်ဖို့လိုတယ်တယောက်နဲ့တယောက်ယုံကြည်ကိုးစားဖို့လည်းလိုအပ်တဲ့အကြောင်းပြောရင်းနဲ့ဒီကနေ့ကျွန်တော်တို့ရဲ့တရားဟောချက်လေးကိုဒီမှာပဲအဆုံးသတ်ခြင်းနဲ့ဂျာနာသူတူချင်းစီတိုင်းဖယားကောင်းကြီးပေးပါစေကျေးဇူးတင်ပါတယ်